အဲ့ဒီစိတ်ဓာတ်ကြွယ်တကာကြီးရဲ့ရေသွန်တတိသိမြင်နားလည်မှုအားကြီးတဲ့ပညာသူ့ရဲ့အကြောင်းကအင်မတန်စံထားလိုက်တယ်ပေါ့နော်လူတယောက်ငါဒါမျိုးဖြစ်ခြင်းနေတကယ်လူဆိုတာဒီလိုမျိုးဖြစ်စေတဲ့နေလို့တစ်ဖက်သားကိုအားကျစေလောက်တဲ့အစွမ်းတတိရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့သာလာယရဏဝဂတန်ယုတ်ပါဠိတော်မှာတခန္ဓနာမှတ်တမ်းတင်ထားတဲ့စိတ်တတန်ယုတ်ဆိုတာရှိပါတယ်အဲ့ဒီစိတ်တတကြွယ်နဲ့ပတ်သက်ပြီးတော့သုတ်တန်10ဘုတ်မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါဦးဇင်းတို့သုတ်တန်10ဘုတ်လုံးတော့မဟောပါဘူးစမိဆက်ရာ4-5ဘုတ်လောက်တော့ပါလိမ့်မယ်နော်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ဦးဇင်းတို့ဘာတရားလဲလို့မေးရင်စိတ်တကြွယ်တရားတော်လို့အဲ့ဒါလိုမှတ်ရမယ်နော်ဒီစိတ်တကြွယ်ကဦးဇင်းတို့တာဝိတိမြို့နဲ့ယူဇနာ30လောက်กว่าဝေးတဲ့မစ္စိကာတန္တမြို့ဆိုတာမှာတတိကြီးတူရဲ့သားဖြစ်တယ်ပေါ့နောက်တော့သူတတိဖြစ်တယ်ပေါ့သူရဲ့အထုပ္ပတ္တိကိုတော့ဦးဇင်းတို့အချင်းကျုပ်လောက်ပဲပြောမယ်နော်သူကရှေးစုတော်နဲ့လာတဲ့ပုဂ္ဂိုလ်ဆိုတော့သူမွေးဖွားလာတဲ့အခါမှာနတ်ပန်းမိုးတွေရွာတယ်လို့ဆိုတယ်စိတ်တကြွယ်ရဲ့ထူးခြားချက်ကအဲ့ဒါလိုနဲ့သူချမ်းချမ်းသာသာကြီးပွားပြီးတော့နောက်အသက်ကြီးလာတဲ့အခါကျတော့အသက်အရွယ်လဲဦးဇင်းတို့အရန်ကြီးတဲ့အနေထားတော့မရောက်သေးပါဘူးသူတရားတို့ရတဲ့အချိန်ကမြတ်စွာဘုရားပွင့်တော်မူပြီးကသာပြင်စာဝဂ္ဂီ9ဦးထဲမှာတပါးအပါဝင်ဖြစ်တဲ့မဟာနံဆိုတာပြီးတို့ကြားဦးတယ်နော်အဲ့ဒီမဟာနံမထေရမြတ်ကသာသနာပြုကြွရင်းနဲ့အဲ့ဒီမစ္စိကာတဏ္ဍမြို့ကိုရောက်တယ်ရောက်တော့ဆုံးခံကြွတော့အဲ့ဒီစိတ်ဓာတ်ကြွယ်ကဘူးတွေ့ရတယ်ပေါ့ကိလေသာကင်းငြိမ်းလို့အင်မတန်အေးချမ်းတည်ငြိမ်တဲ့ရုပ်ရည်လက္ခဏာသွားပုံလာပုံနေပုံထိုင်ပုံကိုမြင်ရတော့သူအလွန်ကြည်ညိုတယ်အဲ့ဒါနဲ့စွန့်နေပါလေလောင်စွန့်နေပါလေကပ်ပြီးတော့အရှင်မြတ်ဟောတဲ့စွန့်အနုမောဒနာတရားကိုလည်းနားလဲပြီးရောအဲ့ဒီစိတ်ဓာတ်ကြွယ်ဟာသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်တဲ့မြတ်စွာဘုရားရဲ့တရားကိုနာရလို့အရိယာဖြစ်တာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တပိတာဝကဟောတဲ့တရားကိုနာရလို့အရိယာသူတော်ကောင်းဖြစ်သွားတာအဲ့ဒီမှာတရားတရားအင်မတန်အားကြီးတာဆိုတော့သူကအင်မတန်လဲချမ်းသာတာဆိုတော့အဲ့ဒီမြို့ကြီးနဲ့မလှမ်းမကမ်းမှာရှိတဲ့ဦးဇင်းတို့ဂွေးပင်တော်ဆိုတာရှိတယ်ဂွေးပင်တွေပေါက်နေတဲ့တော်ကြီးပေါ့အဲ့ဒီမြေကြီးတွေအဲ့ဒီတောကိုအကုန်လုံးအဲ့ဒါဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုသူလိုက်လှူလိုက်တာပြီးတော့ကျောင်းတွေဘာတွေဆောက်ပြီးတော့ဦးဇင်းတို့ဂွေးကြိုကျောင်းလို့ဆိုရပါစို့အဲ့ဒါဘုရားကလည်းအဲ့ဒီတော့ကြွတော့မလာသေးဘူးဒါပေမဲ့သူကလည်းပဲအဲ့ဒါဘုရားမှုရှိတဲ့တန်ဃာကိုရည်မှန်းပြီးတော့လှူထားတာအဲ့ဒါနောက်တော့စိတ်ဓာတ်ကြွယ်ကနာမည်ကောင်းကအလွန်ထွက်တယ်ဉာဏ်ပညာအလွန်ထက်မြက်တယ်တရားတရားလည်းအလွန်ကောင်းတယ်ရေစွမ်းတတ္တိလည်းရှိတယ်လို့ထက်မြက်တယ်ဆိုတဲ့နာမည်ကထွက်တယ်အဲ့ဒီတော့ဦးဇင်းတို့သာသနာမှာထင်ရှားတဲ့မထေရကြီးတွေကအဲ့ဒီမစ္စိကာတဏ္ဍမြို့ကိုကြွပြီးတော့လာတယ်အဲ့ဒီကြွလာတဲ့မထေရတွေကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလည်းပါတယ်ပေါ့အဲ့ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတဲ့အခိုက်မှာပဲအဲ့ဒီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောတဲ့တရားကိုနာပြီးတော့အဲ့ဒီစိတ်ဓာတ်ကြွယ်ဟာအနာဂါမိမဉ္ဇဉ်ဘုံဉဏ်ကိုရပြန်နေတဲ့နော်အနာဂံဖြစ်သွားတယ်ဆိုတော့တရားအဆင့်ကအလွန်ကြီးမြင့်သွားပြီပေါ့နော်ကာမရာဂတွေမရှိတော့ဘူးဒေါသတွေမရှိတော့ဘူးအောက်ပိုင်းတန်ရောစဉ်၅ပါးကိုသူအကုန်လုံးပယ်လိုက်နိုင်တယ်ပေါ့နော်တက္ကာယဒိဋ္ဌိရဲ့ဝိဇိကိစ္စရဲ့သီလပတ္တပရမာသရဲ့လူငယ်တွေကနားလည်မလားမသိဘူးနော်တက္ကာယဒိဋ္ဌိဆိုတာထင်ရှားရှိတဲ့ယုံနံကိုငါလို့သူလို့ထင်တဲ့အမြင်မှားကိုဒါတက္ကာယဒိဋ္ဌိလို့ဆိုတယ်ဝိဇိကိစ္စဆိုတာကယုံမှားတန်တရားပေါ့နော်သီလပတ္တပရမာသတန်ရောစဉ်ဆိုတာကမဂ်ခင်၈ပါးကလွဲလို့ကျန်တဲ့အကျင့်တွေနဲ့ချမ်းသာတဲ့ချမ်းသာမှန်ကိုရနိုင်တယ်လို့လွဲမှားစွာထင်မြင်ယူဆတာအဲ့ဒါသီလပတ္တပရမာသနော်နောက်ပြီးတော့ကာမရာဂတန်ရောစဉ်အလုံးကိုပယ်တယ်ပြီးတော့ဗျာပါဒတန်ရောစဉ်ဒီတန်ရောစဉ်၅ပါးကိုပယ်လိုက်တယ်ပေါ့အနာဂံဖြစ်သွားပြီဆိုရင်ဒီတန်ရောစဉ်၅ပါးမရှိတော့ဘူးဒါပေမဲ့ဦးဇင်းတို့ဒီစိတ်ဓာတ်ကြွယ်ကအနာဂံအရိယာပုဂ္ဂိုလ်သာဖြစ်နေတာမြတ်စွာဘုရားကိုတခါမှသူမဖူးဘူးအဲ့ဒါနောက်တော့မဖြစ်ဘူးငါမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမယ်ဆိုပြီးတော့သူမြတ်စွာဘုရားကိုသွားဖူးဖို့လှဲပေါင်း900လောက်နဲ့မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုကန့်ဖို့အတွက်နော်ကတ်เสียလှူเสียပစ္စည်းတွေအပြည့်တင်ပြီးတော့သွားတာပါပဲ
အဲ့ဒါလမ်းမှာသူစရဲချတဲ့နေရာတိုင်းမှာနော်နတ်တွေကသူ့ရဲ့ပေးသက်ကိုကျွေးတယ်သူ့ရဲ့လှဲတွေပေါ်ကိုလည်းနတ်တွေကအများကြီးတင်ပေးတာအဲ့ဒါသူ့ပစ္စည်းဘာမှကိုမသုံးရဘူးဟိုရောက်တော့လေသူ့ပစ္စည်းကိုဘာမှမသုံးရဘူးနတ်တွေကသူ့ကိုလက်ဆောင်ပေးတာနဲ့ပဲမြတ်စွာဘုရားကိုလှူရတာအဲ့ဒါလောက်ဘုန်းကြီးပြောမယ်ဆိုရင်တော့ဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒါနဲ့နောက်တော့ဦးဇင်းတို့အဲ့ဒီအကြောင်းအရာလေးတော့အတူချုပ်ပဲပြောပါမယ်ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်ဒီစိတ်တတကြွယ်ဟာအလုံးကိုဘုံကြီးတဲ့လူပဲဘာကြောင့်သူ့မှာဒီလိုအင်မတန်ကြီးကျယ်တဲ့ဘုံကံအကြီးကျယ်တဲ့အကျိုးပေးချမ်းသာကိုသူရတယ်လေနတ်တွေကတောင်သူ့ကိုလာရောက်ပြီးတော့လက်ဆောင်ပေးရတဲ့အနေအထားရှိအဲ့ဒီမှာမြတ်စွာဘုရားကဒါလည်းသူပြုခဲ့တဲ့အကြောင်းအားလျော်စွာဖြစ်ကြတာလောကကြီးကဘာမှအကြောင်းတရားမဲ့ဖြစ်တာမရှိဘူးဖြစ်เสียရှိရင်ဖြစ်တယ်ဖြစ်เสียမရှိရင်မဖြစ်ဘူးအဲ့တော့သူဖြစ်တဲ့အကြောင်းကဘာကြောင့်ဖြစ်တာတုံးဆိုတော့တခုသောဘဝတုန်းကတိတိကျကျပြောရရင်ကတ္တပမြတ်စွာဘုရားရဲ့သာသနာတော်မှာသူယဟန်တစ်ပါးကိုသူဆွမ်းနေအများကြီးလှူပြီးတော့သူဆုတောင်းတာပန်းနေလည်းသူလှူပြီးတော့ဆုတောင်းတာနော်သူမွေးဖွားလာရင်ပန်းပိုးတွေရွာပါစေသူ့ရဲ့ဘဝဟာပန်းခင်းသောလမ်းကိုရှောက်ရတယ်လို့အရှင်ပြေပါစေအဲ့လိုလှူဒန်းပြီးတော့ဆုတောင်းတဲ့ဘဝတုန်းကအံ့ဩစရာကောင်းတယ်သူမုတ်ဆိုးတယောက်ဘဝအနေနဲ့သူဆုတောင်းပြီးတော့လှူဒန်းပြီးတော့ဆုတောင်းတာနော်အဲ့ဒီတုန်းကသူကဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကနောက်တစ်ချိန်ဘုရားတဆူစုရဲ့လက်ထက်မှာနော်ပညာအရာမှာဥပဒကာတွေရဲ့ဘက်ကသူကတိတိကျကျပြောရရင်သူရတဲ့ဣတရက်ကတရားဟောတဲ့နေရာမှာဣတရက်ရတာနော်ဓမ္မဂတိကအရာမှာဣတရက်ရတာဟုတ်ရဲ့လားအဲ့တော့သူကဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားရဲ့လက်ထက်မှာသူကုသိုလ်ကောင်းမှုအကြီးအကျယ်ပြုပြီးတော့ဆုတောင်းခဲ့တာပါသူဗျာဒိတ်ကတော့သူရပြီးသားနော်ဒါပေမဲ့လို့ဗျာဒိတ်ရပြီးသားပုဂ္ဂိုလ်တူတယောက်ဘဝတန်တရားမှာကံကြမ္မာပြစ်ချရာကိုသူရောက်ရတယ်ဘုဆိုးဘဝဖြစ်တယ်အဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့သာသနာမှာဒါပေမဲ့လို့သူ့မှာအသိဉာဏ်ရှိတယ်မျိုးရိုးအရာဖြစ်ရပေမဲ့လို့သူ့မှာသိတတ်တဲ့မြင်တတ်တဲ့ဉာဏ်ရှိတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီယဟန္တာမထေရမြတ်တစ်ပါးကိုသူလှူဒန်းပြီးတော့ဆုတောင်းမှုပြုခဲ့လို့အဲ့ဒီသူ့ရဲ့ကောင်းမှုရဲ့အကျိုးဆက်ကိုသူခံစားရတာလို့မြတ်စွာဘုရားကတော့အဲ့ဒီမှာအသေးစိတ်ဟောပါတယ်ဒါကဥရှင်တို့ဒီစိတ်တတကြွယ်ရဲ့အကြောင်းလေးကိုသူနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ထားတာတွေကိုပြောခြင်းလို့အခြေခံလေးအနည်းလေးကိုပဲဥစဉ်ကပြောလိုက်တာဟုတ်ရဲ့လားသူ့အကြောင်းအရာအခြေကတော့ဒါဗုဒ္ဓဝင်ကျမ်းဂန်တွေထဲမှာအကုန်လုံးအပြည့်အစုံပါပြီးသားပါဟုတ်ရဲ့လားအေးအဲ့တော့ဥစဉ်တို့ဒီစိတ်တတကြွယ်ဟာသူကဘယ်လိုဝါသနာကြီးလဲဆိုတော့ဘုန်းကြီးတွေနဲ့တွေ့လို့ရှိရင်သူတရားနာတယ်ဆရာတော်တန်ဃာတော်တွေကဟောလို့ရှိရင်ရိုးရိုးတည်တည်နားတယ်မှတ်သားတယ်မသိရင်လည်းမေးမယ်ပေါ့အကယ်၍တန်ဃာတော်တွေကမဟောဘူးဆိုရင်အဲ့ဒီတန်ဃာတော်တွေကိုသူကဟောတယ်တဲ့ဒီအချက်လေးကတော့မှတ်သားစရာပဲနော်ဘုန်းကြီးတွေဟောတဲ့တရားကိုသူနာတယ်အကယ်၍ဘုန်းကြီးတွေကမဟောဘူးဆိုရင်တော့သူကဟောလိမ့်မယ်တဲ့သူ့မှာဟောနိုင်တဲ့အသိဉာဏ်ကလည်းရှိထားတာနော်သူကအနာဂံပိဋကသုံးပုံကိုဆောင်တယ်လို့ဆိုတယ်နော်လောကုတ္တရာတရားထုအရာလည်းသူကအနာဂါမိမက်ကိုရပြီးသားနော်ကိုယ်တွေ့တရားရှိပြီးသားပေါ့လူငယ်တွေနားလည်အောင်ပြောရရင်နော်စာတွေ့အရာလည်းပဲသူကမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုပိဋကသုံးပုံကိုဆောင်တဲ့ပုဂ္ဂိုလ်ပေါ့စိတ်တတကြွယ်ကဒါကြောင့်သူကသူဟောရင်ဟောတယ်မဟောရင်နာတယ်နာရင်နာတယ်မနာရင်ဟောတယ်ဒါသူရဲ့ဝါသနာပေါ့ဒါကြောင့်ဦးဇင်းတို့တနေ့တော့သူဆောက်လုပ်ထားတဲ့ကျောင်းမှာတန်ဃာတော်အရှင်မြတ်တွေကတရားဆွေးနွေးကြရင်းနဲ့အမြင်တွေကမတူဘူးဖြစ်တယ်ဘယ်လိုဆွေးနွေးကြတာလဲဆိုတော့ငါရှင်တို့တဲ့ဟောဒီလောကကြီးမှာတန်ရောစဉ်ဆိုတဲ့တရားရယ်တန်ရောစနိယဆိုတဲ့တရားရယ်ဟာတူသလားမတူဘူးလားတန်ရောစဉ်ဆိုတာကဆွဲလန်းတွေ့တာတတ်တဲ့သဘောတရားပေါ့တန်ရောစနိယဆိုတာကဆွဲလန်းတွေ့တာအပ်တဲ့တရားပေါ့ဒါကစာလို့ဖြစ်နေတယ်နော်တဲ့ပြောရရင်တန်ရောစဉ်ဆိုတာကဆွဲလန်းတတ်တဲ့အရာတန်ရောစနိယဆိုတာကအဆွဲလန်းခံရတဲ့အရာဟုတ်လားအဲ့ဒီတန်ရောစနတရားနဲ့တန်ရောစနိယတရားဒီတရားနှစ်ခုဟာအ내အတိတ်ပဲလဲထူးတယ်တရားလဲထူးတယ်တချို့တန်ဃာတွေကအဲ့လိုပြောကြတချို့တန်ဃာတွေကဟေ့အ내အတိတ်ပဲကတော့အတူတူပဲအပေါ်ယံတရားလောက်တန်ထူးတာလူငယ်တွေနားလည်အောင်ပြောရရင်တော့အတိတ်ပဲလဲအတူတူပဲဘောဟာရလည်းအတူတူပဲအဲ့ဒီသဘောမျိုးပေါ့နော်
အဲ့ဒါတန်ဃာတွေကဘယ်လိုပြောကြတော့အတိပ္ပယ်လည်းမတူဘူးဘောဟာရတရားတရားလည်းတရားလည်းမတူဘူးတရားဆိုတာကယုံကြည်မှုတရားကိုပြောတာမဟုတ်ဘူးနော်ဒါတွေနှလုံးရှင်းပြီးတော့ရေးတဲ့တတ္ထာနော်အနဲ့လည်းထူးတယ်တတ္ထာလည်းထူးတယ်ဒါကတအုပ်စုနောက်တန်ဃာတအုပ်စုကအနဲ့ကတော့ထူးတယ်ဟောအနဲ့ကတော့မထူးဘူးအတူတူပဲတတ္ထာသာထူးတယ်ဆိုပြီးတော့အဲ့ဒီတန်ဃာတွေကအဲ့ဒီအယူဆနဲ့ပတ်သက်ပြီးတော့သဘောထားကွဲလွဲနေကြတယ်ပေါ့အယူဆမတူဘူးဖြစ်နေတယ်အဲ့ဒီသတင်းကိုဦးဇင်းတို့စိတ်ဓာတ်တော်ကျေတကာကြီးကအဲ့ဒီကျောင်းတိုင်နာကရွာတရားကိုအလုတ်ကိစ္စတစ်ခုအနေနဲ့ရောက်နေရင်းနဲ့သတင်းကြားတယ်သူကသတင်းကြားတော့သူကျောင်းကိုရောက်လာတယ်ရောက်လာပြီးတော့အရှင်မြတ်တို့ဘာတွေပြောနေကြတာတုံးဖေဟာအဲ့မှာတန်ဃာတွေကသူ့ကိုရှင်းပြတယ်တကာကြီးတို့အခုဒီမှာပြောနေကြတာတန်ရောစဉ်ဆိုတဲ့တရားနဲ့တန်ရောဇနိယဆိုတဲ့တရားဟာအတူတူပဲလားသို့မဟုတ်မတူဘူးလားဒါကိုတို့ပြောနေကြတာတချို့ကလည်းမတူဘူးတချို့ကလည်းတူတယ်လို့ပြောနေတယ်အဲ့လိုပြောတော့စိတ်ဓာတ်ကြွယ်တကားကြီးကအရှင်ဘုရားတို့တဲ့တပည့်တော်ရှောင်းပြရစီဦးဇင်းအချင်းကျုပ်တွေပဲပြောမယ်နော်တန်ရောစဉ်ဆိုတဲ့တရားနဲ့တန်ရောဇနိယဆိုတဲ့တရားဟာအ내အတိပ္ပယ်လည်းမတူပါဘူးဘုရားတဲ့တတ္ထာလည်းမတူပါဘူးတဲ့ဘာမှမတူဘူးတဲ့နော်အဲ့ဒီနေရာမှာသူကဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာဥပမာနဲ့ပြောလို့ရှိရင်လွယ်လွယ်ကူကူနားလည်တဲ့သဘောရှိပါတယ်တဲ့ဒါကြောင့်တပည့်တော်ဥပမာနဲ့အရှင်ဘုရားတို့ကိုလျှောက်ထားပါမယ်တဲ့ပိဿရေတန်ဃာတော်တွေကိုတကာကြီးကပြန်ပြီးတော့ပြောနေတာနော်ဒါလည်းသူကလည်းပြောနိုင်တဲ့အစွမ်းရှိလို့ပေါ့ဟုတ်ရလားအဲ့ဒီမှာဘာပြောတုံးဆိုတော့ရှင်ဘုရားတို့တဲ့နဖြူကြီးတကောင်နဲ့နက်နက်ကြီးတကောင်နွားအဖြူကြီးတကောင်နဲ့နွားအနက်ကြီးတကောင်နော်နှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးထားလိုက်တယ်ကျိုးတစ်ချောင်းနဲ့ခြိထားလိုက်တယ်အဲ့ဒါကိုလူတူတယောက်ကဟာဒီနဖြူကြီးကြောင့်ဟောဒီနက်နက်ကြီးကမလွတ်မလပ်ဖြစ်နေတာနက်နက်ကြီးဟာနဖြူကြီးဟာနက်နက်ကြီးအတွက်တော့အနှောင်ဖွဲ့ပဲဟာဓမ္မမဟုတ်ရင်လည်းပဲဟာနက်နက်ကြီးကြောင့်နဖြူကြီးကမလွတ်မလပ်ဖြစ်နေတာနက်နက်ကြီးဟာနဖြူကြီးအတွက်ကတော့အနှောင်ဖွဲ့ပဲတကောင်ဒီတကောင်အတွက်အနှောင်အရှက်ပဲအနှောင်ဖွဲ့ပဲလို့ပြောမယ်ဆိုရင်မှန်မလားဗျာတဲ့အဲ့တော့တန်ဃာတော်တွေကလည်းဉာဏ်ရှိတာဆိုတော့ဘယ်မှန်မလို့နဖြူကြီးကြောင့်နက်နက်ကြီးမလွတ်မလပ်ဖြစ်နေတာမဟုတ်ဘူးနက်နက်ကြီးကြောင့်လည်းနဖြူကြီးမလွတ်မလပ်ဖြစ်နေတာမဟုတ်ဘူးတကောင်ဒီတကောင်ရဲ့အနှောင်အဖွဲ့ဆိုတာမဟုတ်ဘူးတဲ့တကယ်စင်စစ်သူတို့နှစ်ကောင်လုံးအတွက်အနှောင်အဖွဲ့တည်သူတို့နှစ်ကောင်ကိုတကြိုးတည်းကူးပြီးတော့ခြိထားလိုက်တဲ့ကြိုးပဲတဲ့ဟုတ်ရလားတကယ်စင်စစ်အဲ့ဒီနွားနှစ်ကောင်အတွက်အနှောင်ဖွဲ့ဟာတကောင်ဒီတကောင်ရဲ့အနှောင်ဖွဲ့မဟုတ်ဘူးနော်တဖာကြိုးတစ်ချောင်းလေးဖြစ်နေတဲ့အဲ့ဒီကြိုးဒီသာလေအဲ့ဒီနှစ်ကောင်အတွက်အနှောင်ဖွဲ့ပါတဲ့ဟုတ်ရလားအဲ့ဒီမှာဒကာကြီးကဘာဆက်ပြီးတော့ရှင်းပြလဲဆိုတော့ဦးဇင်းတို့ယူပါယုံကိုစက္ကုပတာရနဲ့မြင်တဲ့အခါမှာမျက်စိနဲ့အဆင်းကိုမြင်တဲ့အခါမှာနော်ဘုန်းကြီးဆိုတော့စာလိုပြောနေကြဆိုတော့စာတန်ကထွက်သွားတယ်ဟုတ်လားနော်မျက်စိနဲ့အဆင်းကိုမြင်တဲ့အခါမှာကြိုက်เสียလို့မမောเสียလို့ထင်လို့ရှိရင်လူကျင်တယ်ရကျင်တယ်ဆိုတဲ့သန္နရာဂသဘောတရားမျိုးဖြစ်လာဟုတ်လားအဲ့လိုဖြစ်လာတဲ့ကိစ္စမှာအဆင်းဟာလည်းပဲမျက်စိရဲ့အနှောင်အဖွဲမဟုတ်မျက်စိဟာလည်းအဆင်းရဲ့အနှောင်အဖွဲမဟုတ်နော်ဆိုလိုတာကမျက်စိကအဆင်းရဲ့အနှောင်အဖွဲမဟုတ်တယ်လို့အဆင်းကလည်းမျက်စိရဲ့အနှောင်အဖွဲမဟုတ်တကယ်တော့ကတော့သူတို့နှစ်ခုတွေ့ဆုံပြီးတော့မှဖြစ်လာတဲ့နော်သန္နရာဂဆိုတဲ့ဆွဲလန်းမမောမှုတည်တာနဲ့သူတို့နှစ်ခုအတွက်အနှောင်ဖွဲ့ပါတဲ့ဟုတ်လားဒါကြောင့်နှောင်ဖွဲ့တတ်တဲ့တရားနဲ့အနှောင်ဖွဲ့ခံရမဲ့တရားဟာမတူဘူးဆိုတာကိုသူကနည်းနည်းရှင်းပြတာနော်အဲ့ဒါလိုပဲနားနဲ့အတန်ကိုကြားတဲ့ကိစ္စမှာအတန်ဟာလည်းနားအတွက်အနှောင်အဖွဲ့မဟုတ်ဘူးနားဟာလည်းအတန်အတွက်အနှောင်အဖွဲ့မဟုတ်တကယ်တမ်းကတော့အဲ့ဒီနှစ်ခုတွေ့ဆုံပြီးတော့နောက်မှာဖြစ်လာတဲ့သန္နရာဂဆိုတဲ့လူချင်းမမောမှုတည်တာနဲ့အနှောင်အဖွဲ့ဖြစ်တယ်တဲ့ဟုတ်ရလားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဓဝရ6ပါးအာယုံ6ပါးကိုချဲ့ထွင်ပြီးတော့နားလည်ရမယ်နော်မြင်နေကြားတယ်နားနေစားတယ်ထိတယ်တွေးတယ်သူ့အတွင်းနဲ့သူမရှိဘူးလားရှိတယ်ပြောလို့ရင်းကဒီဓဝရသည်လည်းပဲအာယုံရဲ့အနှောင်အဖွဲ့မဟုတ်ဘူးအာယုံသည်လည်းပဲဓဝရရဲ့အနှောင်အဖွဲ့မဟုတ်ဘူးတကယ်တမ်းကတော့အာယုံနဲ့ဓဝရနဲ့တွေ့ပြီးတဲ့နောက်မှာဖြစ်လာတဲ့သန္နရာဂတည်တာလေ
အာယုံဒွါရတို့ရဲ့အနောက်အဖွဲပါတဲ့အဲ့ဒါလိုနဲ့နဲ့ရှင်းပြတော့တန်ဃာတော်တွေကတက္ကကြီးရဲ့ဘဝဟာအရာတော်လိုက်တာမြတ်စွာဘုရားရဲ့တရားကိုလေးလေးနက်နက်သိမြင်ပြီးတော့သူတစ်ပါးနားလည်အောင်ရှင်းပြနိုင်တဲ့ဉာဏ်နဲ့ပြည့်စုံဟာတင့်ရဲ့ဘဝဟာအလွန်အရာတော်တယ်လို့ချီးမွမ်းကြတယ်တဲ့အဲ့ဒါဦးဇင်းတို့တန်ယောဇနသုတ်တံဆိုပြီးတော့ဒါမှတ်တမ်းတင်ထားတယ်ဟောတက္ကကြီးရဲ့စိတ်တကြွယ်ရဲ့သဘောတဘာဝကိုတရားဓမ္မတို့ဦးဇင်းတို့နည်းနည်းအကဲခတ်နိုင်အောင်ဒါဦးဇင်းကပြောပြတာနော်ဒါသူကိုယ်တိုင်ပြောခွင့်ကြုံလာရင်ပြောမယ်ပေါ့ဒါပေမဲ့ तू ကပြောပြီးတော့ပြီးနေတာလားဆိုတော့မဟုတ်မသိရင်လည်း तू မေးမယ်ဒီနေ့တော့ဦးဇင်းတို့တန်ဃာတော်ရှင်မြတ်တွေကို तू အိမ်ပင့်ပြီးတော့ဆွမ်းကတ်တယ်အဲ့ဒါကရင်နဲ့ဆွမ်းဖုံးပေးပြီးတော့ဘာလျှောက်လဲဆိုတော့အရှင်ဘုရားတို့တဲ့မြတ်စွာဘုရားကအထူးထူးသောဓာတ်ထူးခြားသောဓာတ်ဆိုပြီးတော့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာတွေရှိပါတယ်ဗျာတဲ့အဘယ်မျှဖြင့်ထူးခြားသောဓာတ်ကိုမြတ်စွာဘုရားဟောထားပါသလဲတဲ့ဆိုလိုတာကဓာတ်တွေဟာဘယ်နှပါးရှိပါသလဲလို့သူကမေးတာဒီနေရာမှာဓာတုဆိုတဲ့ပါဠိစကားကိုဓာတ်လို့ဗမာမှုပြုထားတာနော်ဓာတ်ဆိုတာကဦးဇင်းတို့ဗမာတွေကကိုယ်ပိုင်စကားလို့တောင်မှသုံးနေကြတာမရှိဘူးလားရှိတယ်နော်ဦးဇင်းတို့ဓာတ်ခဲဆိုရင်လည်းဟုတ်လားပတိကိုဘယ်လိုခေါ်တော့ဓာတ်ခဲတဲ့ဟုတ်လားဓာတ်မီးတဲ့ပြောတာတွေအများကြီးရှိတယ်နော်ဓာတ်တွေနဲ့သုံးပြီးတော့ပြောတာမရှိဘူးလားရှိတယ်အခုဒီဟာလဲဓာတ်နော်ဓာတ်ဆိုတာဓာတုဆိုတဲ့ပါဠိစကားကိုဗမာမှုပြုထားတာဓာတ်ဆိုတဲ့စကားဓာတုဆိုတဲ့စကားဟာဗမာလိုတကယ်ဓာတ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်သူ့သဘောသူဆောင်တာကိုဓာတ်လို့ဆိုတာဒါကိုဦးဇင်းတို့လေဒီစတော်ကြီးရေးထားတာရှိတယ်လေခန္ဓာအာယတနာဓာတ်သစ္စာလင်္ကာကျမ်းဆိုတာအဲ့ဒီထဲမှာဓာတ်နဲ့ပတ်သက်ပြီးတော့စတော်ကြီးကဘယ်လိုရေးလဲဆိုတော့တရားဝါလိုပုဂ္ဂိုလ်အကြိုက်မလိုက်မစားမငယ်ညာပဲကြောင်းအားလျော်စွာသူချင်းရာနဲ့သူတဘာဝသူကိစ္စကိုဆောင်ကြသမှုအကြောင်းပြု၍ဓာတ်ဟုတင်ညာအစဉ်လာ၏နော်တရားဝါအလိုပုဂ္ဂိုလ်အကြိုက်မလိုက်မစားမငယ်ညာပဲကြောင်းအားလျော်စွာသူချင်းရာနဲ့သူတဘာဝသူကိစ္စကိုဆောင်ကြသမှုအကြောင်းပြု၍ဓာတ်ဟုတင်ညာအစဉ်လာ၏တဲ့မရှင်းဘူးလားရှင်းတယ်နော်သူသဘောသူဆောင်ပြီးတော့ဖြစ်သွားတာနော်ပုဂ္ဂိုလ်တ attva ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်တာမျိုးမဟုတ်ဘူးမဖြစ်စေခြင်းလို့မဖြစ်တာလည်းမဟုတ်ဘူးသူသဘောတိုင်းသူဖြစ်သွားတာဘယ်သူမှသူ့ကိုဝင်ရောက်ပြီးတော့အလျှော့အတင်းဝင်ရောက်ခြေလေလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဓာတ်ရဲ့အဓိပ္ပာယ်ကအဲ့ဒါပဲအဲ့ဒါလို့ဓာတ်တွေဟာအထူးထူးပြားပြားတစ်ခုနဲ့တစ်ခုမတူတဲ့ဓာတ်တွေလောကမှာရှိတယ်တဲ့အဲ့ဒီကွဲပြားခြားနားတဲ့ဓာတ်တွေကိုမြတ်စွာဘုရားဘယ်လောက်ထိဟောထားသလဲတဲ့အဲ့ဒါကိုသူကမေးတာမေးတော့တန်ဃာတော်တွေတဲကမထေရကြီးတွေကမဖြေဘူးဆိုတာကမသိလို့မဟုတ်ဘူးဘလို့ဖြေရမလဲဆိုတာကိုကောင်းကောင်းနားမလဲလားပြီးတော့စိတ်ထဲကမရဲတာလည်းဖြစ်မယ်ပေါ့နော်မရဲတာလည်းဖြစ်ပဲအဲ့ဒါဦးဇင်းတို့မင်းကုန်းစတော်ဘုရားကြီးဟောထားတာကတော့မဖြေဝင့်ဘူးဆိုတာလေးသုံးထားတာတွေ့ရမသိလို့တော့မဟုတ်အဲ့လိုမေးတော့မဖြေတော့တက္ကကြီးကဒုတိယကြိမ်ထပ်ပြီးတော့မေးတယ်မဖြေဘူးတတိယကြိမ်မေးတယ်အဲ့ဒီလိုမေးတော့အဲ့ဒီတန်ဃာတော်တွေကအငယ်ဆုံးမထေဖြစ်တဲ့ဣတိဒဋ္ဌမထေဆိုတာပါတယ်အဲ့ဒီမထေကတကယ်တမ်းကတော့သူယဟန္တာပုဂ္ဂိုလ်ပဲသူကလည်းရေစွမ်းတတိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီဣတိဒဋ္ဌမထေကမထေကြီးတွေဖြေမလားဆိုပြီးတော့သူကစောင့်နေတာဘယ်အပားကမှမဖြေတော့မဖြစ်ချေဘူးဆိုပြီးတော့သူကထပြီးတော့အကြီးဆုံးမထေကြီးကိုလက်အုပ်ချပြီးတော့ရှင်ဘုရားတပည့်တော်တက္ကကြီးမေးလာတဲ့ပြဿနာကိုဖြေရှင်းပေးရရှိတိုင်ကရှင်ဣတိဒဋ္ဌဖြေရှင်းမှာခွင့်ပြုတယ်အဲ့ဒါလို့ခွင့်ပြုတော့မှအဲ့ဒီဣတိဒဋ္ဌမထေကတက္ကကြီးတဲ့မြတ်စွာဘုရားဟာအထူးထူးအပြားပြားကွဲပြားနေတဲ့ဓာတ်တွေကို18မျိုးဟောထားတာရှိတယ်တဲ့ဘယ်နှမျိုးဟောထားတယ်18မျိုးဟောထားတယ်အဲ့ဒီတည်းကတချို့တရားဓမ္မတွေကသိပြီးသားဖြစ်မယ်တချို့လည်းပဲတချို့တဝက်သိထားတာရှိလိမ့်မယ်ဟုတ်ရလားအဲ့ဒါကိုဦးဇင်းတို့လွယ်လွယ်ကူကူနားလည်အောင်မှတ်မိအောင်ပြောရမယ်နော်အဲ့ဒီဓာတ်18ပါးကဘာတွေလဲဆိုတော့သူကတော့အတွဲလိုက်လေးသွားတာဗျနော်စက္ခုဓာတ်ရူပဓာတ်စက္ခုဝိညာဏဓာတ်တဲ့တတွဲသုံးခုတတွဲပြောလိုက်တယ်နော်စက္ခုဓာတ်ရူပဓာတ်စက္ခုဝိညာဏဓာတ်ဗမာလိုပြောရရင်တော့မျက်စိဓာတ်အဆင်းဓာတ်မြင်သိစိတ်ဓာတ်ပေါ့နော်မြင်သိမှုဓာတ်ပေါ့နော်မျက်စိကိုဓာတ်တစ်မျိုးပေါ့တဲ့ပြောရတော့ဒီစက္ခုပတာရတန်ကောင်းလေးလောက်ရှိတဲ့နော်မြင်တတ်တဲ့သဘောကလေးပေါ့နော်မြင်တတ်တဲ့သဘောကလေးဒါလေးပျက်စီးသွားလို့ရှိရင်စိတ်တွေကျန်တဲ့အင်္ဂါအစိတ်ပိုင်းတွေအကုန်ရှိပါလေနဲ့မြင်တယ်ဆိုတာဘဝမှာမဖြစ်နိုင်တော့
နော်သူကမြင်တဲ့ကိစ္စမှာသူအရေးအကြီးဆုံးပဲစက္ခုပတာရကဟုတ်တယ်မဟုတ်လားကျန်တာတွေအကုန်မချွတ်မရင်းရှိနေတယ်စိတ်တွေလည်းအကုန်ကောင်းနေတယ်ဒီစက္ခုပတာရဆိုတဲ့တန်ကောင်းလောက်ရှိတဲ့အကြည်တလေးပျက်စီးသွားတာနဲ့ဒီလူသားဟာဒီဘဝမှာဘယ်လိုမှသူမမြင်နိုင်တော့ဟုတ်လားဒါကြောင့်ဒီစက္ခုဓာတ်ဆိုတာဟာမြင်တဲ့ကိစ္စမှာမြင်စေတတ်တဲ့သဘောကလေးပေါ့ဒီပြင်တခြားဘယ်မှာမှမရှိဘူးเนาะသူ့မှာပဲရှိတယ်ဒါကြောင့်မတူဘူးသူကအင်မတန်ထူခြားတယ်ပေါ့သဘောပေါက်ရင်လားအေးအဲ့ဒီစက္ခုဓာတ်တဲ့နောက်ပြီးတော့ဗာဓာတ်ရှိတယ်အစင်ဓာတ်တဲ့ပါဠိလိုကြတော့ရူပပေါ့เนาะအစင်ဓာတ်เนาะဒီအစင်ဆိုတာကဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့အားလုံးကြားဖို့ပါတယ်ရုပ်တွေထဲမှာအ ਨੇ ဆုံးတော့အထက်ကလာရုပ်၈ခုစုပြီးတော့နေကြတယ်ဆိုတာတော့ကြားဖို့တယ်မဟုတ်လားเนาะအဲ့ဒီထဲမှာပါတော့ဝဏ္ဏဆိုတဲ့အစင်းပါတယ်နော်နေရာတိုင်းမှာနော်ရုပ်တွေတိုင်းမှာအစင်းဆိုတာရှိတယ်ဟိုမြင်ရတာမမြင်ရတာတော့ကွာလိမ့်မယ်ဆိုကြပါစို့ဦးဇင်းတို့အခုနတ်တွေတစီတွေတရေတွေလွယ်လွယ်ပဲပြောကြပါစို့သူတို့မှလည်းအစင်းရှိတာပဲဒါပေမဲ့ဦးဇင်းတို့မြင်ရသလားကိုမမြင်ရလောက်အောင်နူးညံ့တဲ့တိမ်မွေ့တဲ့အစင်းပေါ့ဟုတ်ရဲ့လားထားတော့နော်ဒါကြောင့်ပါလေအစင်းဓာတ်ရှိတယ်အဲ့ဒီမှာစက္ခုပတာရနဲ့အဲ့ဒီအစင်းနဲ့တွေ့လိုက်တဲ့အခါမှာဒါမြင်เสียဒါအစင်းပဲလို့သိလိုက်တဲ့မြင်သိစိတ်ဆိုတဲ့ဒါနန္တတစ်မျိုးပေါ်လာတယ်ပေါ့ဒါစက္ခုပတာရမရှိရင်အဲ့ဒီမြင်သိစိတ်ဆိုတာဘယ်လို့မှမပေါ်နိုင်ဘူးနော်အေးအဲ့တော့အဲ့ဒီနှစ်ခုတိုက်ဆိုင်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့စက္ခုဝိညာဏဓာတ်မြင်သိစိတ်သူလည်းပါလေဓာတ်တစ်မျိုးပဲဒါပေမဲ့ခက်တာကဒါမှမဟုတ်ဦးဇင်းတို့ကအဲ့ဒီမြင်သိစိတ်ကိုငါမြင်တယ်လို့ထင်နေတာကခက်တယ်ဟုတ်လားတော့မျက်စိကိုလည်းဒါငါမျက်စိလို့ထင်တာမရှိဘူးလားရှိတယ်ငါကြည့်ချင်ရင်ကြည့်လို့ရတာပေါ့ဟိုကိုလုံးချင်တယ်လို့လေထိုက်တလောက်လှုပ်လို့ရနေတာဆိုတော့တကယ့်ကိုပဲကိုဟာကိုပိုင်ကိုနိုင်လို့ထင်မိတာလည်းပဲတိတ်တော့မဆန်းဘူးလို့ဆိုရမယ်နော်ဒါပေမဲ့တကယ်တမ်းကိုတကယ်ပိုင်နိုင်သလားဆိုရင်တော့မပိုင်နိုင်ပါဘူးတိုင်သူကကျွရင်လာတယ်မွဲလာတယ်မမြင်ဘူးကိုဘာတတ်နိုင်တော့သူသဘောသူဆောင်းနေတာလေသူချွေရင်းလာတယ်ကိုဘာတတ်နိုင်တော့ဘာတတ်နိုင်မှာလဲဥစဉ်ရဲ့ဆရာဝန်ဒီသွားပြီးတော့ပြမှာပေါ့မလှုပ်လို့ရသလောက်တာလှုပ်ရတာနော်လှုပ်လို့မရရင်ဒီတိုင်းကြည့်နေရတာဗျနင်းတခါကြီးဒီမိုင်မြဘာတတ်နိုင်တော့အေးအဲ့ဒါသူသဘောသူဆောင်းတယ်ဆိုတာအဲ့ဒါပဲဟုတ်ရဲ့လားဒါကြောင့်ဓာတ်ဆိုတာပါလေသူသဘောသူဆောင်းတာတရားဝါအလိုပုဂ္ဂိုလ်အကြိုက်မလိုက်ဘူးတဲ့ဒါပေမဲ့မပြည့်စည်သေးခင်တည်းတော့ကိုယ်အကြိုက်လိုက်တယ်လို့ထင်နေတာအမှန်ကကိုယ့်အကြိုက်ကိုလိုက်တာလည်းမဟုတ်ဘူးသူမပြတ်သေးလို့ပဲမပြတ်တာပဲသဘောပေါက်တယ်နော်အဲ့ဒါဥစဉ်တို့ပထမတတွဲဘယ်နှပါလဲ၃ပါးနော်စက္ခုဓာတ်ရူပဓာတ်စက္ခုဝိညာဏဓာတ်နောက်ဟာတွေကျတော့ပေတတော်ကရိပ်မိပါရောမေဗျာဟုတ်ရလားသောတဓာတ်တတ္ထဓာတ်သောတဝိညာဏဓာတ်နာယေအတန်ယေကြာတိစိတ်ယေနောက်ဓာတ်၃မျိုးနော်အဲ့ဒီဓာတ်၃မျိုးမှာယုတ်ဓာတ်က2မျိုးနော်နန္ဓာတ်က1မျိုးနော်ဟုတ်တယ်မဟုတ်လားအေးတစ်ခုမှာယုတ်ဓာတ်က2မျိုးနန္ဓာတ်က1မျိုးဒါကတော့ဦးဇင်းတို့နောက်ပိုင်းကျတော့နောက်ဆုံးမနောဓာတ်နဲ့ဓမ္မဓာတ်မနောဝိညာဏဓာတ်ကြတော့သူကယုတ်တည်နံလေးရောသွားပြီအဲ့ဒီကြတော့ဟုတ်ရလားကြိုက်ထားတော့အဲ့တော့ဦးဇင်းတို့မျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့နားရဲ့အတန်ရဲ့ကြားသိစိတ်ရဲ့နှစ်တွဲရှိပြီနော်အဲ့ဒါလိုပဲနှာခေါင်းရဲ့အနံ့ရဲ့နံသိစိတ်ရဲ့တတွဲပြီးတော့ဗာလေလျာရဲ့အရသာရဲ့စာသိစိတ်ရဲ့နောက်ပြီးတော့ဗာလေကာယပတာရဆိုတဲ့ကိုယ်ထိမှန်းသိတဲ့နေရာပေါ့ဟုတ်လားကိုယ်ရဲ့ဖုဒ္ဓဘာယုံဆိုတဲ့အတွေ့အထိရဲ့ပြီးတော့ဗာတော့ထိသိစိတ်ရဲ့ဆိုပြီးတော့နော်၃ခုဘယ်နှတွဲရှိသွားပြီတော့၅တွဲရှိသွားပြီဒီနောက်ဆုံးဟာကနည်းနည်းသူကခက်တယ်နော်အဲ့ဒါဗာလဲဆိုတော့မနောဓာတ်ရဲ့ဓမ္မဓာတ်ရဲ့မနောဝိညာဏဓာတ်နော်မနောဓာတ်ဆိုတာကဦးဇင်းတို့ပြင်းစွာတာဝေဇန်းနဲ့ဟိုတံပရိဆိုင်တို့ဆိုပြီးတော့စာလို့ပေါ့လေဒါပါတော့နော်အဲ့ဒါကဦးဇင်းတို့မနောဓာတ်နော်ပြီးတော့ယုံနာအစုံမြင်ခဲ့ပြီးသားတွေကြားခဲ့ပြီးသားတွေပြန်စဉ်းစားရင်မရဘူးလားလက်တွေ့မြင်နေတာကြားနေတာတော့မဟုတ်ဘူးပေါ့ဟုတ်ရဲ့လားအဲ့ဒါလို့ဒါကနားလည်လွယ်အောင်ပြောတာပါအာယုံအနေနဲ့ဓမ္မာယုံဆိုပြီးတော့ရှိနေတာမရှိဘူးလားရှိတယ်နော်ဓမ္မာယုံဆိုတာရှိတယ်နော်အတွေးတွေလို့အကြံမြင်နားလည်ကြပါစို့အတွေးတွေရဲ့အာယုံလို့အကြံမြင်ပြောကြပါစို့ဟုတ်ရဲ့လားအေးအဲ့ဒီတော့မနောဓာတ်ရဲ့ဓမ္မာယုံဆိုတဲ့ဓမ္မဓာတ်ရဲ့ပြီးတော့တွေးသိစိတ်လို့ဆိုရတဲ့မနောဝိညာဏဓာတ်ရဲ့ဆိုပြီးတော့မရှိဘူးလားရှိတယ်အဲ့ဒါဦးဇင်းတို့တတွဲကို3ပါးနဲ့6တွဲရှိတယ်6 3လီဆိုတော့ဘယ်လောက်လဲ18ဓာတ်30နဲ့8ပါး
တခုနဲ့တခုမတူဘူးဆိုတာကိုနားလည်ရနော်မတူဘဲနဲ့အသီးကိုကိစ္စကိုတာဝန်ကိုဆောင်ရွက်ပြီးတော့ကိုသဘောကိုဆောင်နေတာဘယ်သူကမှဘယ်သူရဲ့အလိုကိုမလိုက်ဘူးနော်မျက်စိကလည်းမြင်မယ်ငါနားလေးမကောင်းလို့မျက်စိမင်းငါ့ကိုကြားပေးသားမှလို့ပြောလို့မရဘူးသူကိစ္စသူပဲလုပ်တာနော်ဟုတ်တယ်နော်ဒကာကြီးမိုင်မြအဲ့ဒါအသီးမတူဘူးဆိုတဲ့အချက်ကိုဒကာဓမ္မတို့ဦးဇင်းတို့ကောင်းကောင်းရှင်းအောင်စိတ်ထဲမှာတွေးတတ်ရမယ်နော်သူသဘောသူဆောင်ပြီးတော့အားလုံးနေရအသီးကနေပြီးတော့ဒါအလုတ်လုတ်နေကြတယ်လို့တင်စားပြောမယ်ဆိုရင်တော့ပြောလို့မရဘူးလားရတယ်ဒါတွေကိုပဲဒကာဓမ္မတို့ဦးဇင်းတို့ဘဝလို့ခေါ်တာပါပဲဟုတ်တယ်မဟုတ်လားနော်ဒါတွေကိုပဲဘဝဆိုတာသိပြီးတော့အကောင်းကြီးလို့မထင်ပါနဲ့နော်မြင်ခဲ့တယ်ကြားခဲ့တယ်နားခဲ့တယ်စားခဲ့တယ်ထီခဲ့တယ်တွေးခဲ့တယ်ဟုတ်လားငကိုယ်တော့ကလည်းဒီလိုပါပဲအခုလည်းဒီလိုပါပဲနောင်လည်းဒီလိုပဲမြင်ပြီးတော့ကြားပြီးတော့နားပြီးတော့စားပြီးတော့ထိပြီးတော့တွေးပြီးတော့ဒီလိုနဲ့ပြီးသွားတာပါပဲဒါတွေပါပဲဘာမှသိပြီးတော့ထူးထူးဆန်းဆန်းမဟုတ်ဘူးဆိုတာကိုနားလည်ဖို့မလိုဘူးလားအဲ့ဒါကလည်းပဲကိုကမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းတွေးတိုင်းတတိကလေးထားနေတဲ့အလေးအကျင့်ရှိမှခန္ဓာဆိုတာဘာမှအဆန်းတကျဲနော်အကောင်းမဟုတ်ဘူးလို့ဦးဇင်းကပြောရင်တာပါဆန်းတာတော့သူကတော်တော်ဆန်းတဲ့အပိုင်းရှိတယ်ဟုတ်လားဆန်းတာကတော့တော်တော်ဆန်းတဲ့အပိုင်းရှိတယ်ဘာဖြစ်လို့တော့မြတ်စွာဘုရားဟောထားတာလေးတစ်ခုရှိတယ်လေဣထပတ္တိမလောကံစိတ်တရာဇရထုပမံနော်ရှင်းသားတို့လာကြတဲ့အင်ပတန်ဆန်းကျယ်တဲ့မင်းရဲ့ယထာနဲ့တူတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြည်ကြလို့မြတ်စွာဘုရားဟောထားတာမရှိဘူးလားအဲ့တော့ဆန်းတာတော့ဆန်းတယ်မဆန်းဘူးလို့တော့ပြောလို့မရဘူးနော်ဒါပေမဲ့လို့ငကိုယ်တုံးကလည်းဒါမျိုးတွေပါအခုလည်းဒါမျိုးတွေပါနောင်လည်းဒါမျိုးတွေပါဆိုတာကိုနားလည်ဖို့မလိုဘူးလားလို့လေအဲ့ဒါလို့ဓာတ်18ပါးရဲ့ထူးခြားမှုကိုနော်ဣတိဓာတ်ဆိုတဲ့မထေငယ်လေးကရှင်းပြတယ်ပေါ့ရှင်းပြတော့ဒကာကြီးကလည်းသဘောကျပြီးတော့အဲဒီလိုနဲ့သူတို့တရားမေးလျှောက်တဲ့ပွဲတစ်ပွဲပြီးသွားတယ်ဒီလိုနဲ့နောက်တစ်ချိန်ကြုံပြန်တယ်တန်ဃာတော်လေးကြုံတဲ့အခါကျတော့မေးပြန်တဲ့ဒကာကြီးကဘာမေးလဲဆိုတော့ရှင်ဘုရားတို့တဲ့မြတ်စွာဘုရားကဗြဟ္မဇာလတုတ်မှာဒိဋ္ဌိ62ပါးဟောထားတာရှိပါတယ်ဗျာတဲ့လောကကြီးကမြဲတယ်လောကကြီးကမမြဲဘူးလောကကြီးကမြဲတာလည်းမဟုတ်ဘူးမမြဲတာလည်းမဟုတ်ဘူးအစရှိသဖြင့်တော်တော်ကိုရှုပ်ထွေးအိန္ဒိယကအယူဝါဒရေးရမှာအိန္ဒိယကအလွန်ရှုပ်တန်သိလားအဲ့တော့ဦးဇင်းတို့ဗြဟ္မဇာလတုတ်မှာဟုတ်တယ်မြတ်စွာဘုရားဟောထားတာရှိတယ်နော်ဒိဋ္ဌိ62ပါးဟောထားတာရှိတယ်အဲ့ဒါကိုတက္ကကြီးကဗာမေးတယ်ဆိုတော့အဲ့ဒီဒိဋ္ဌိ62ပါးဟာဘာကြောင့်ဖြစ်တာတော့တဲ့အဲ့ဒီလိုမေးတော့တန်ဃာတော်တွေကမဖြေဘူးမထေကြီးတွေကမဖြေဘူးဒီလိုပဲ2ကြိမ်မေးတယ်မဖြေဘူးနော်3ကြိမ်မေးတယ်အဲ့ဒီကြတော့ခုနတုန်းကဣတိဒဋ္ဌမထေပဲမနေနိုင်ဘူးနော်ထေကြီးဝါကြီးမထေတပါးကိုတောင်းပန်ပြီးတော့အရှင်ဘုရားတပည့်တော်ဖြေလိုက်မယ်ဖေ။အေးပြေလေအောင်ဖြေပါလို့ခွင့်ပြုတော့သူဖြေတယ်ဘလို့ဖြေလဲဆိုတော့အဲ့ဒီဒိဋ္ဌိ62ပါးသည်တက္ကာယဒိဋ္ဌိဖြစ်ရင်ဖြစ်တယ်တဲ့တက္ကာယဒိဋ္ဌိမဖြစ်ရင်မဖြစ်ဘူးတဲ့နော်တက္ကာယဒိဋ္ဌိဖြစ်လို့ရှိရင်အဲ့ဒီမိစ္ဆာဒိဋ္ဌိ62ပါးဖြစ်နိုင်တယ်ပေါ့တက္ကာယဒိဋ္ဌိမဖြစ်ရင်အဲ့ဒီမိစ္ဆာဒိဋ္ဌိ62ပါးမဖြစ်နိုင်ဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့တက္ကာယဒိဋ္ဌိဆိုတာဘယ်လိုဖြစ်တာတုံးဖေဟာတဲ့ထပ်ပြီးတော့မေးပြန်မေးတော့အဲ့ဒီဣတိတထပတိကတက္ကာကြီးတဲ့တက္ကာယဒိဋ္ဌိဘယ်လိုဖြစ်လဲဆိုတော့ဟောဒီရုပ်ကိုငါလို့ထင်တယ်ဆိုရင်ဒါတက္ကာယဒိဋ္ဌိဖြစ်တော့တာပဲတဲ့ဒါကဥစဉ်ကအကျဉ်းမြင်လေးပြောတာတက္ကာယဒိဋ္ဌိက20တောင်ရှိတယ်နောက်ခန္ဓာ5ပါးနဲ့ပတ်သက်ပြီးတော့တစ်ပါးတစ်ပါးကို4မျိုးစီဖြစ်တာအဲ့ဒါကိုဥစဉ်ကအသေးစိတ်ပြောပြရင်နောက်ပြောကျင်တဲ့အချက်လက်တွေကကြံရစ်မှာဆိုလို့ဟုတ်ရလားအဲ့တော့တက္ကာယဒိဋ္ဌိဘယ်လိုဖြစ်လဲဆိုရင်အနှစ်ချုပ်ပြောရရင်တော့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ5ပါးကိုငါလို့ထင်လို့ရှိရင်အဲ့ဒါတက္ကာယဒိဋ္ဌိဖြစ်တယ်။နောက်ဖောက်ပြန်တဲ့သဘောကိုငါလို့ထင်တယ်။ခံစားမှုကိုငါလို့ထင်တယ်။မှတ်သားမှုကိုငါလို့ထင်တယ်။စိတ်ဆော်မှုကိုငါလို့ထင်တယ်။သိမှုကိုငါလို့ထင်တယ်ပေါ့။ဟုတ်ရလား။အဲ့ဒါဆိုရင်ဘာဖြစ်တော့တက္ကာယဒိဋ္ဌိဖြစ်တယ်။တက္ကာယဒိဋ္ဌိဖြစ်ရင်ခုနကပြောခဲ့တဲ့မိစ္ဆာဒိဋ္ဌိ62ပါးဖြစ်နိုင်တယ်။တက္ကာယဒိဋ္ဌိမဖြစ်လို့ရှိရင်မိစ္ဆာဒိဋ္ဌိ62ပါးမဖြစ်နိုင်ဘူး။အဲ့ဒီတော့ဦးဇင်းတို့စိတ်ဓာတ်သူကျတကားကြီးကအနာဂံပုဂ္ဂိုလ်ပဲသူအကုန်သိတာပေါ့ဟုတ်လားသိတာပေါ့သူကအဲ့တော့သူသဘောကျပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားကဘွဲ့ဘယ်လိုရှိလဲဘုရားအရှင်ဘုရားရဲ့အမည်ကိုတပည့်တော်ဘယ်လိုသိရမလဲတ
တခါကြီးငါနာမည်ဣတိဒဋ္ဌလို့ခေါ်တယ်အဲ့တော့တခါကြီးကနည်းနည်းအံ့ဩသွားတယ်အရှင်ဘုရားတဲ့အရှင်ဘုရားဘယ်ကကြွလာလဲတဲ့တခါကြီးတဲ့ငါအဝန္တိတိုင်းကကြွလာတယ်ဟာအရှင်ဘုရားတိုက်ဆိုင်လိုက်တာဗျာတဲ့တပည့်တော်အဝန္တိတိုင်းမှာတပည့်တော်နဲ့မမြင်ဘူးတဲ့မိတ်ဆွေတယောက်ရှိတယ်ဗျာတဲ့အဝန္တိတိုင်းမှာအဲ့ဒီတပည့်တော်နဲ့ယင်းဒီကျွမ်းဝင်မှုတော့ရှိတယ်စာတွေနဲ့တဆင့်စကားတွေနဲ့ကျွမ်းဝင်နေတယ်အကူအညီတွေယူတယ်ပေးတယ်အဲ့လိုနည်းနဲ့ယင်းဒီနေတယ်မိတ်ဆွေဒါပေမဲ့တခါမှမမြင်ဘူးတဲ့အဲ့ဒီတပည့်တော်ရဲ့မမြင်ဘူးတဲ့မိတ်ဆွေရဲ့နာမည်ကလည်းဣတိဒဋ္ဌလို့ပဲခေါ်တယ်ဗျာတဲ့အဲ့တော့အရှင်ဘုရားဟာဣတိဒဋ္ဌမြန်ဖြစ်နေလေမလားတဲ့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒီဣတိဒဋ္ဌမတွေကယဟန္တာပုဂ္ဂိုလ်ဆိုတော့မပြောဘူးဒီတိုင်းပဲတတလေးပဲနေတယ်အဲ့တော့ဒကာကြီးကလည်းပဲသူကအရိယာပုဂ္ဂိုလ်ကြီးထက်မြက်တဲ့ပုဂ္ဂိုလ်ကြီးဆိုသိတာပေါ့ဒါသူဟုတ်လို့မပြောတာဆိုတော့အရှင်ဘုရားတပည့်တော်ဝမ်းသာလိုက်တာအရှင်ဘုရားဣတိဒဋ္ဌမထေတပည့်တော်ရဲ့မမြင်ဘူးတဲ့မိတ်ဆွေဖြစ်တာတပည့်တော်အံ့လဲအံ့ဩတယ်ဝမ်းလဲဝမ်းသာတယ်ဆိုတော့အဲ့လိုဆိုတော့သူဘာဆက်လျှောက်တော့ဆိုတော့အရှင်ဘုရားတပည့်တော်ရဲ့ဒီကျောင်းမှာနေသမျှကာလပတ်လုံးအရှင်ဘုရားကိုတပည့်တော်စွမ်းသင်္ကန်းကျောင်းစေပစ္စည်းလေးပါဖြင့်လှူဒန်းမရစေဘုရားအလိုရှိတာကိုပြောပါဖေရလို့သူလျှောက်တယ်အဲ့ဒီတော့တခါမထေမြတ်ကကောင်းပြီလို့ဒါပဲပြောပြီးတော့ကျောင်းပြန်ကြွသွားတဲ့တန်ဃာတော်တွေရောအကုန်လုံးအဲ့ဒါကျောင်းတော်ရောက်တော့အဲ့ဒီဣတိဒဋ္ဌမထေကအဲ့ရနေရာတွေအကုန်လုံးသိမ်းပြီးတော့တပိတ်ကလေးလွယ်ပြီးတော့ကြွသွားတာဘယ်တော့မှပြန်မလာတော့သောကြွခြင်းဖြင့်ကြွသွားတယ်တဲ့ပြန်မလာတော့ဘူးဆိုတဲ့ရွေချက်နဲ့ကြွသွားတာတန်ရောစဉ်ပြတ်တယ်ပေါ့တစ်ချိန်လုံးကငါ့ကိုခင်မင်းရင်းနှီးခဲ့တယ်ဆိုတာနဲ့လှူဒန်းနေတယ်ဆိုတာကိုလည်းပဲမလိုလားလို့လားဆိုတာလည်းဒါစဉ်းစားရရှိတယ်ပေါ့နော်ဒါပေမဲ့သူပါလေနောက်တစ်ခါမှပြန်ပြီးတော့ကြွမလာတော့ဘူးအဲ့ဒီလိုနဲ့ဦးဇင်းတို့ဒကာကြီးရဲ့စိတ်ဓာတ်သူကျဒကာကြီးရဲ့ပွင့်ပွင့်လင်းလင်းရှိပုံနော်သူသိကျင်တာကိုမေးမြန်းတတ်ပုံဒီဟာတွေကိုပေါ်လွင်အောင်နောက်ထပ်ဦးဇင်းတို့မှတ်တမ်းတင်ထားတဲ့သုတ်တန်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့တနေ့တော့တန်ဃာတော်တွေကိုသူကသူ့ရဲ့နွားချံနွားတွေမွေးထားတဲ့နေရာမှာပင့်ပြီးတော့ဆွမ်းကတ်နော်နုကနာဆွမ်းတွေထောပတ်ဆွမ်းတွေကတ်တာပေါ့အဲ့ဒါကတ်တဲ့ဆွမ်းတွေဟင်းတွေကလည်းအီစိတ်နေဆိုတော့နောက်ဖုံဆွမ်းဖုံပေးပြီးတော့ဆွမ်းလူမောဒနာတရားဟောပြီးတော့တန်ဃာတော်ရှင်မြတ်တွေကကြောင်းပြန်ကြွတော့မယ်ဆိုတော့နေကလည်းတော်တော်ကိုပူတယ်လို့ဆိုတယ်နေကတော်တော်ပူနေတယ်အဲ့ဒါဒကာကြီးကတန်ဃာတော်တွေကိုလိုက်ပို့တယ်ကြောင်းကိုတော့သူ့ရဲ့အခိုင်းအစီတွေကိုကိုင်းကျန်တာတွေကိုစွန့်ပလိုက်ငါဘုန်းကြီးတွေနောက်ကိုလိုက်သွားအောင်မယ်ဆိုပြီးတော့သူလိုက်သွားအဲ့ဒါနေကလည်းပူအီစိတ်တွေကိုလည်းဖုံးပေးထားတာဆိုတော့တန်ဃာတော်တွေရဲ့စိတ်ထဲမှာလေးကန်တယ်လို့ဖြစ်နေတယ်ပေါ့နော်အကုန်လုံးကထမင်းစီရစ်ပြီးတော့ပင်ပန်းနေတယ်လို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါလိုပင်ပန်းနေတော့တန်ဃာတော်တွေရဲ့စိတ်ထဲမှာလည်းပဲနေကြီးကလည်းပူလိုက်တာဘိုက်ကလည်းတင်းဆိုတော့သွားလာတာဆင်းရဲနေတာပေါ့အဲ့ဒီထဲမှာအငယ်ဆုံးမထေကမဟကမထေတဲ့ရှင်မဟကတဲ့ဟုတ်ရဲ့လားအဲ့ဒီရှင်မဟကကတန်ဃာတော်တွေဆင်းရဲတယ်ပင်ပန်းတယ်အဲ့တော့ဒီအချိန်မှာမိုးကလေးအုံပြီးတော့မိုးကလေးကလည်းတကယ်ဖြောက်ဖြောက်ကလေးလောက်ကြာယုံလေးလေးအေးလေးကလည်းတတုတ်တုတ်တက်ယုံလေးအဲ့ဒီလိုတကူအစီရင်ကိုငါစီရင်ရရင်ကောင်းမှာပဲလို့အဲ့ဒီရှင်မဟကစဉ်းစားတယ်တဲ့စဉ်းစားပြီးတော့ခေါင်းဆောင်မထေကြီးကိုလျှောက်တယ်အရှင်ဘုရားနေကလည်းသိပ်ပူတယ်အဲ့ဒီတော့တပြည့်တော့မိုးကလေးအုံပြီးတော့ဟုတ်လားမိုးလေးကလည်းဖြောက်ဖြောက်ကလေးနည်းနည်းလေးရွှဲလောက်အောင်လည်းမရွာဘူးအေးယုံကလေးပေါ့အဲ့ဒါလေးအေးလေးကလည်းနည်းနည်းတိုက်ပေးလိုက်အောင်မယ်အဲ့ဒါလိုတကူအစီရင်ကိုတပြည့်တော့စီရင်မယ်အရှင်ဘုရားတို့ခွင့်ပြုမလားဘုရားဆိုတော့ငါရှင်ကိန်းသဘောအတိုင်းပဲဆိုတော့အဲ့ဒီရှင်မဟကသူ့ရဲ့တကူနဲ့အဲ့ဒါလိုဖြစ်အောင်ဖန်တီးတယ်တဲ့အဲ့တော့အံ့ဩစရာပဲနော်အံ့ဩစရာပဲအဲ့ဒါကိုနောက်ကပါတဲ့စိတ်ဓာတ်တကြွယ်တကာကြီးကလည်းအံ့ဩနေတာပေါ့ဒီကိုတော်လေးကတန်ဃာတွေထဲမှာအငယ်ဆုံးဖြစ်ပြီးတော့တကူကလည်းကြီးလိုက်တာအခုပဲနေပူရာကနေမိုးအုံပြီးတော့တဖြောက်ဖြောက်ကြပြီးတော့လေအေးလေးကလည်းတိုက်လိုက်သေးတယ်အားလုံးချမ်းသာသွားတယ်ပေါ့အဲ့ဒါနဲ့ကျောင်းရောက်ပြီဆိုတော့ဒကာကြီးကကျောင်းထိလိုက်လာတာလိုက်လာပြီးတော့ဒီပြင်မထေကြီးတွေကိုရှ िख ိုးဥချပြီးတော့သူကရှင်မဟကကိုတော်တော်စိတ်ဝင်စားနေပြီဟုတ်လားအဲ့ဒါနဲ့ရှင်မဟကသတင်းသုံးတဲ့ကျောင်းကိုလိုက်သွားပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအရှင်ဘုရားရဲ့တကူပြားလေးဟာလေးနည်းနည်းလောက်မပြနိုင်ဘူးလားတဲ့ကဲပုံမလင်းလင်းပဲနော်ဖတ်ပြီးတော့လျှောက်တော့မဟကကလည်းဒကာကြီးကိုအလိုလိုက်တယ်ကိုင်းဒကာကြီးအဲ့လိုဆိုလို့ရှိရင်တကူပြားလေးဟာကိုနည်းနည်းပြမယ်ပေါ့တော့ရှင်ဘုရားတပည့်တော်ဘယ်လိုလုပ်ရမလို့ဒကာကြီးမှာပါတဲ့အပေါ်ယုံအဝတ်ကြီးရှိတယ်သူတို့ခြုံထားတာစာဒီခေါ်မှလားမသိပါဘူးဟုတ်လားအဲ့ဒီအဝတ်ကြီးကိုဖြန့်ခင်းလိုက်ပါတဲ့
အဲ့ဒါတခါကြီးကဖြန့်ခင်းလိုက်တယ်ဖြန့်ခင်းပြီးတော့အဲ့ဒီပေါ်မှာမြက်6တွေအနားမှာလည်းရှိတယ်အဲ့ဒီမြက်6တွေကိုတခါကြီးရဲ့ဝိယုံအပေါ်ခင်းထားတဲ့အပေါ်မှာမြက်6တွေကိုဖြန့်ကျဲလိုက်ပါဖြန့်ကျဲလိုက်တယ်အဲ့လိုဖြန့်ကျဲခိုင်းပြီးတော့ရှင်ဘာကမထေကသင်္ကန်းကြောင်လေးထဲဝင်သွားတယ်ဝင်သွားပြီးတော့တကားကိုပိတ်လိုက်တယ်ပိတ်ပြီးတော့သူအထဲထဲမှာသူတရားနှလုံးသွင်းမှာပေါ့နော်အဲ့ဒါလိုလှုပ်လိုက်တော့အဲ့ဒီတကားပေါက်ကြားကပ်ပေါက်ကြားလေးတွေတော့ပေါက်ကြားလေးတွေကလည်းမီးတွေထွက်လာတယ်လို့ဆိုတယ်အဲ့ဒီမီးတွေထွက်လာပြီးတော့အဲ့ဒီအဝတ်ပေါ်မှာခင်းထားတဲ့မြစ်တွေကိုအကုန်လောင်သွားတယ်ဒါပေမဲ့အဝတ်ကိုမလောင်ဘူးတဲ့အဲ့တော့တခါကြီးကလန့်ပြီးတော့ဘေးမှာရက်ပြီးတော့စတိမွင်းကြီးတွေတောင်ထသွားတယ်လို့ဆိုတယ်ဒါသူကအနာဂံဆိုတော့ဟိုလန့်နေဆိုတာဒေါသတော့သူမဟုတ်ပါဘူးနည်းနည်းအံ့ဩသွားတဲ့သဘောပေါ့လေအဲ့ဒီလိုမြက်ဖယ်လောင်သွားပြီးတော့အဝတ်ကိုမလောင်တော့သူအံ့ဩနေတော့မှပဲမထေမြတ်ကတကားပေါက်ဖွင့်ပြီးတော့ကိုင်တကားကြီးဒီလောက်ဆိုရင်တော်လောက်ပြီမဟုတ်လားလို့ပြောတယ်တဲ့ပြောတဲ့အခါကျတော့တော်လောက်ပါပြီဗျာဆိုပြီးတော့အရှင်ဘုရားတပည့်တော်ရဲ့အကြောင်းမှာအရှင်ဘုရားသတင်းသုံးပါတပည့်တော်အရှင်ဘုရားကိုစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့မကြောက်ကြဖြစ်အောင်တပည့်တော်လှူဒန်းပါမယ်လို့လျှောက်ဒါဘုန်းကြီးကဘာမှမပြောဘူးအဲ့ဒါတကားကြီးလည်းပြန်သွားပြီလဲဆိုတော့အဲ့ဒီရှင်မဟာကမထေကလည်းပဲနော်နေရာထိုင်ခင်းတွေအကုန်လုံးသိမ့်ပြီးတော့တပိတ်ကလေးသင်္ကန်းလေးယူပြီးတော့တခါတည်းနောင်ပေတော့မှဒီနေရာကိုပြန်မလာတော့ဘူးဆိုတဲ့စိတ်နဲ့တခါတည်းကြွသွားတယ်တဲ့နော်တကူပြပြီးတော့အထင်ကြီးပြီးတော့မှလှူတာကိုသူမလိုချင်ဘူးဆိုတဲ့အတိတ်ပဲဖြစ်မယ်နဲ့တူပါတယ်ဟုတ်ရလားနော်သူတော်ကောင်းကြီးတွေရဲ့အလိုနေတဲ့သဘောကိုတရားဓမ္မတို့ဦးဇင်းတို့ကြည်ညိုလို့ရမှာပေါ့ဟုတ်ရလားအဲ့တော့ဦးဇင်းတို့တကူပြတယ်ဆိုတာကတော့ဒါသူလည်းပဲယဟန္တာပုဂ္ဂိုလ်ပဲတခါကြီးရဲ့အနေထားကတကူပြတဲ့နယ်လို့ထင်လို့ပြတာလည်းဖြစ်မှာပေါ့ထားပါတော့ဒါကတော့ဦးဇင်းတို့စာထဲမှာအသေးစိတ်မှတ်တမ်းတင်ထားတာကိုမတွေ့ရဘူးဒါလေးပဲမှတ်တမ်းတင်ထားတယ်နော်တခါကြီးရဲ့ပွင့်လင်းပုံကိုပြောတာနောက်ပြီးတော့တခါကြီးရဲ့ရဲစွမ်းတတ္တိရှိပုံအဲ့ဒါကိုဦးဇင်းတို့ဘယ်နေရာမှာတွေ့ရတော့ဆိုတော့ဟိုဦးဇင်းတို့နိခန္ဓနာတဗုဒ္ဓသုတ်ဆိုပြီးတော့သုတ်တန်တစ်ခုမှတ်တမ်းတင်ထားတယ်အဲ့ဒီမစ္စိကာတန္တမြို့ကိုတခါတော့ဦးဇင်းတို့ဒိဋ္ဌိဆရာကြီး6ယောက်တည်းကနိခန္ဓနာတဗုဒ္ဓဆိုတဲ့ဒိဋ္ဌိဆရာကြီးကသူ့ရဲ့တပည့်အတိုင်းဝိုင်းနေနဲ့တကွာရောက်လာတယ်ပေါ့အဲ့လိုရောက်လာတော့စိတ်ဓာတ်တကြွယ်တကာကြီးကလည်းဒီမြို့ရဲ့မျက်နှာဖုံးဆိုတော့သူသွားပြီးတော့တွေ့ရမယ်ဝတ္တရားတို့ဘာလို့ရှိတာပေါ့ဟိုကထင်ရှားကြော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တယောက်လို့ဆိုကြပါစို့နော်သူ့မှာလည်းတပည့်တွေအများကြီးရှိတယ်သူကဟိုအင်မတန်ပြင်းထန်စွာကျင့်တဲ့အတွက်ကြောင့်သူ့ကိုအထင်ကြီးပြီးတော့သူ့ရဲ့အတိုင်းဝိုင်းကလည်းတိတိမွားမဟုတ်ဘူးနိဂန္ဓနာတဗုဒ္ဓဆိုတာကလေဟုတ်လားအဲ့ဒါလိုရောက်လာတော့စိတ်ဓာတ်တကြွယ်ကချင်းကပ်တယ်တဲ့သူတယောက်တည်းမသွားဘူးအဲ့ဒီအခါကျတော့ဥပဒကတကားတွေအများကြီးခြံရံပြီးတော့မှသူသွားလာဟိုရောက်လို့ရှိရင်ဝါရရေးရပြောမယ်ဆိုမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကသက်တည်တို့ဘာတို့လည်းရှိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မှာပေါ့နော်အဲ့ဒါနဲ့ဥပဒကဒါယကတွေအများကြီးခြံရံပြီးတော့သူသွားတယ်ဟိုရောက်တော့သူရှိခိုးဝှချခြင်းတို့ဘာတို့မပြုတ်ပါဘူးတင့်တော်ရနေရာမှာထိုင်နော်အမှတ်ရပေါ်ရစကားတွေဘာတွေပြောအဲ့လိုစကားပါညာပြောရင်းနဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကဟောဒီစိတ်ဓာတ်တကြွယ်ဟာဂေါတမဗုဒ္ဓရဲ့တပည့်ဆိုတာကိုသိနော်သိတဲ့အခါကျတော့သူဘာပြောလဲဆိုတော့တကားယဟန်ဂေါတမရဲ့တန်တန်မှာကြံစီခြင်းဝိတ္တနော်စဉ်းစားဆင်ခြင်ခြင်းဝိစာရနော်ဝိတ္တဝိစာရချုပ်ငိမ့်ပြီးတော့နေတယ်ဆိုတဲ့တမာတိရှိတယ်ဆိုတာသင်ရှုံးသလားတဲ့ယဟန်ဂေါတမရဲ့တန်တန်မှာဝိတ္တဝိစာရချုပ်ငိမ့်နေတယ်ဆိုတဲ့တမာတိတရားမျိုးရှိတယ်ဆိုတာသင်ရှုံးသလားတဲ့အဲ့လိုမေးတဲ့အခါကျတော့စိတ်ဓာတ်တကြွယ်တကာကြီးကရှင်ဘုရားတဲ့ယဟန်ဂေါတမရဲ့တန်တန်မှာဝိတ္တဝိစာရချုပ်ပြီးတော့နေတဲ့တမာတိရှိတယ်ဆိုတာကိုမြတ်စွာဘုရားကိုယုံကြည်လို့တပည့်တော်ယုံတာမဟုတ်ပါဘူးတဲ့စကားကမဆုံးသေးဘူးဒါပဲနော်မြတ်စွာဘုရားကိုယုံလို့ဒီအချက်ကိုသူယုံတာမဟုတ်ဘူးတဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေကနောက်ထပ်သူကလာလက်တက်နေအများကြီးရှိသေးတာစကားကိုဒီနားနေရက်ထားလိုက်တော့ဟိုကအဓိပ္ပာယ်ကောက်တွေလွဲသွားပြီမြတ်စွာဘုရားကိုယုံကြည်လို့ဒီအချက်ကိုယုံတာမဟုတ်ဘူးလို့သူကပြောတာပြောတော့ဟိုနိဂန္ဓနာတဗုဒ္ဓတကားဆရာကြီးကဘယ်လိုနားလည်သွားလဲဆိုတော့သူကယဟန်ဂေါတမရဲ့တန်တန်မှာဝိတ္တဝိစာရချုပ်ငိမ့်တဲ့တမာတိရှိတယ်ဆိုတာကိုမယုံဘူးလို့သူကအဲ့လိုနားလည်သွားတာနားလည်သွားတော့ခေါင်းကိုမော့ပြီးတော့တဲ့ခါးကိုဆန့်ပြီးတော့ပေးသက်ကြားမှာကျုံဝါတယ်ပေါ့နိဂန္ဓနာတဗုဒ္ဓကဘလို့ကျုံဝါလဲဆိုတော့အချင်းတို့စိတ်ဓာတ်တကြယ်ဟာအလွန်ယူသားတဲ့ပုဂ္ဂိုလ်အလွန်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်အလွန်တတ္တိရှိတဲ့ပုဂ္ဂိုလ်အလွန်ရဲဝံ့တဲ့ပုဂ္ဂိုလ်ကိုမယုံတာကိုမယုံဘူးလို့ပြောရဲတယ်ကြည်စံတော်လိုက်တာလို့ချီးမွမ်းတယ်တဲ့
နော်ကိုယ်ဆရာရဲ့အရေးချင်းမရှိတာကိုမရှိဘူးလို့ပြောရဲတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလို့ तू ကထင်သွားတာဟုတ်လားအဲ့လိုလူကြားထဲမှာစိတ်ဓာတ်တကြွရိုးသားတယ်ဖြောင့်မတ်တယ်တော်တယ်ပြောရဲတယ်လို့ချီးမွမ်းတာအဲ့ဒါစိတ်ဓာတ်တကြွတက္ကကြီးကဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့လောကမှာသိမြင်နားလည်တဲ့ပညာနဲ့ယုံကြည်တဲ့တတ္တတရားပညာနဲ့တတ္တာဘယ်ရာကမြတ်တယ်လို့အရှင်ဘုရားထင်လေတဲ့ဟောမေးပြီနော်ပညာနဲ့တတ္တာဘယ်ရာကမြတ်တယ်လို့ထင်လေတဲ့။ဘာတခါကြီးပညာကမြတ်တာပေါ့ယုံကြည်မှုတဲ့သိမြင်မှုကမြတ်တာပေါ့အဲ့လိုပြောတော့မှစိတ်ဓာတ်တကြတခါကြီးကအရှင်ဘုရားတဲ့ဝိတက်ဝိစာရချုပ်နေတဲ့တမာရီတရားရှိတယ်ဆိုတာကိုမြတ်စွာဘုရားကိုယုံကြည်လို့တပည့်တော်ယုံတာမဟုတ်ဘူးတဲ့တကယ်စင်စစ်အဖြစ်အဲ့ဒီဝိတက်ဝိစာရချုပ်နေတဲ့တမာရီတရားကတပည့်တော်တန်တမာကိုရှိနေတယ်တဲ့နော်အကုသိုလ်တွေကင်းစိတ်ပြီးတော့ကာမဂုဏ်တရားတွေကင်းစိတ်ပြီးတော့ဝိတက်ဝိစာရချုပ်ငြိမ်းနေတဲ့နော်ပထမဇန်နော်နောက်ပိုင်းဥရှင်တို့ပီတိတို့ဒုက္ခတို့ဒါတွေပါချုပ်ပြီးတော့တကယ်အစစ်မြင့်တဲ့ဒုတိယဇန်တတိယဇန်သတုဒ္ဓဇန်စရှိတဲ့ဇန်တရားတွေဟာသူ့တန်တမာကိုရှိနေတယ်နော်ဒါတွေကိုသူများကိုယုံလို့ဟာဒါတွေဟာရှိနိုင်ကောင်းတယ်လို့ယုံတာမျိုးမဟုတ်ဘူးကိုယ်တန်တမာရှိလို့ယုံတဲ့အဆင့်ကိုကြော်ပြီးတော့သိတဲ့အဆင့်ကိုသူရောက်နေတယ်ဟုတ်လားဒါကြောင့်ဒီလိုသိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုတမနာပြမနာရဲ့တန်တမာမဆိုးနော်တကယ်ကြင်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်ဝိတ္တဝိစာရချုပ်ငိမ့်နေတဲ့သဘောရှိနိုင်တယ်ဆိုတာကိုမယုံစရာအကြောင်းပါမှမရှိဘူးတကယ်တမ်းကဥရှင်တို့ဒီနိဂန္ဓနန္ဒဗုဒ္ဓဆရာကြီးကသူကဒီအချက်ကိုသူကမယုံနိုင်တာဘာလို့မယုံတာလဲဆိုတော့သူကိုယ်တိုင်ကြင့်မကြည့်လို့ပါပဲဘာလို့သူကမယုံတော့သူကဥမာနဲ့ပြောတာဗျအဲ့ဒီထဲမှာဥရှင်ကပြောဖို့ကြံသွားတာသူကဥမာနဲ့ပြောတာလေကိုပိုက်ကွန်နဲ့ဖမ်းလို့မရတယ်လို့တဲ့နော်ဒီစိတ်ရဲ့အတွေးတွေကြံစီမှုတွေကိုဘယ်သူမှရက်ဆိုင်သွားအောင်ချုပ်ငင်းအောင်လုပ်လို့မရနိုင်ဘူးလို့သူကအဲ့လိုထင်တာသူကဥမာမှာနှစ်မျိုးပြောတာလေကိုပိုက်ကွန်နဲ့တားလို့မရနိုင်တယ်လို့ဂင်္ဂါမြင့်ရေကိုလက်ဝါးလေးနဲ့တားလို့မရနိုင်တယ်လို့တဲ့နော်ဒီအတွေးတွေကိုဘယ်လိုလုပ်ရက်တန့်အောင်ချုပ်ငင်းအောင်ဘယ်လိုလုပ်မလဲမဖြစ်နိုင်ဘူးလို့သူကထင်တာကိုယ်လည်းတကယ်လုံမကြည့်ပဲနဲ့မဖြစ်နိုင်ဘူးလို့ထင်တာပေါ့ဟုတ်ရလားဒါကြောင့်သူကမြတ်စွာဘုရားဟောထားတဲ့ဝိတ္တဝိစာရချုပ်ငင်းပြီးတော့ချမ်းသာနေတဲ့ပထမဇန်သဘောတရားမျိုးဒီတမာရီသဘောတရားမျိုးကိုသူလက်မခံနိုင်ဘူးဆိုတဲ့သဘောကိုပြောတာအဲ့ဒီမှာစိတ်ဓာတ်တကြယ်ကအရှင်ဘုရားဒီသဘောတရားမျိုးတွေကတပည့်တော်တန်တမာကိုပဲရှိနေတာသူများကိုယုံလို့ယုံရမယ့်ကိစ္စမဟုတ်ဘူးကိုယ်တွေ့ကိုရှိနေတာလို့သူကပြောတယ်အဲ့လိုပြောတဲ့အခါကျတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကခေါင်းကိုမော့ပြီးတော့ပြောပြန်နေတဲ့ဘာပြောလဲဆိုတော့အချင်းတို့စိတ်ဓာတ်တကြယ်ဟာအလွန်ကောက်ကျစ်လေဆိုတာကအလွန်မယိုးသားလေဆိုတာကအလွန်မဖြောင့်မတ်လေဆိုတာကအခုပဲယဟန်ဂေါရမကိုမယုံဘူးလို့ပြောတယ်အခုပဲယဟန်ဂေါရမကိုယုံတယ်လို့ပြောပြန်တယ်လူရားထဲမှာអော်တာနော်အဲ့လိုပြောလိုက်တဲ့အခါကျတော့စိတ်ဓာတ်တကြယ်ကဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးဟာအခုစကားတစ်မျိုးပြောတယ်ခုနကစကားကိုတစ်မျိုးပြောတယ်အခုလည်းတစ်မျိုးပြောတယ်စကားကိုတစ်မျိုးပြီးတစ်မျိုးပြောနေတယ်တဲ့သောတော်ကတပည့်တော်ကိုအရှင်ဘုရားတော်တယ်လို့ပြောတာခုတပည့်တော်ကိုမတော်ဘူးလို့အရှင်ဘုရားပြောပြန်တယ်ရှေ့စကားမှန်ရင်နောက်စကားမှားလိုက်မယ်နောက်စကားမှန်ရင်ရှေ့စကားမှားလိုက်မယ်သူပြန်ပြောတဲ့စကားကပို့ပြီးတော့အချက်မကြဘူးလားချက်ကြတယ်သူပိတကုပိတကြားထဲမှာပြောရတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အေးအဲ့ဒီမှာသူကဘာပြောတုံဆိုတော့နော်တကအဲ့ဒီနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတခုသောပြဿနာတခုသောဥဒိတာတခုသောအဖြစ်နှစ်ခုသောပြဿနာနှစ်ခုသောဥဒိတာနှစ်ခုသောအဖြစ်နော်အဲ့လိုပဲ3ခု4ခု5ခု6ခု9ခု10ခု9ခု10ခုထိသူပြောတယ်နော်1ကနေ10ထိနော်အဲ့ဒီပြဿနာအဲ့ဒီဥဒိတာအဲ့ဒီအဖြစ်တွေကိုအရှင်ဘုရားဖြေနိုင်မဲ့နေ့အရှင်ဘုရားရဲ့အတိုင်းဝိုင်းနဲ့တကွတပည့်တော်တွေကိုအရှင်ဘုရားလာခဲ့ပါဟိုလိုဦးဇင်းတို့အရက်စကားခက်ကြမ်းကြမ်းပြောဟန်သူစိန်ခေါ်ခဲ့တဲ့သဘောမျိုးပေါ့နော်ဒါတွေကဦးဇင်းတို့သာသနာပြင်ပအယူဆရှိကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့အယူဝါဒတွေကိုမသင်ကြားဘူးပဲနဲ့လုံးဝမသိနိုင်တဲ့အကြောင်းတရားတွေပေါ့နောက်တစ်ခုသောတရားဆိုတာဘာလဲနှစ်ခုသောတရားဆိုတာဘာလဲ3ခု4ခု5ခု10ထိသွားမှာနော်အဲ့ဒါဘာလဲလို့မေးရင်သူတို့မဖြေနိုင်ဘူးဒါကိုမြတ်စွာဘုရားဟောထားတာရှိတယ်ဗျဦးဇင်းတို့ယဟန်နေနဲ့သာသနာပြင်ပအယူဆရှိတဲ့ပုဂ္ဂိုလ်တွေတခါမဲ့ဆုံးခံသွားရင်းနဲ့တွေ့တော့သာသနာပြင်ပအယူဆရှိတဲ့ပုဂ္ဂိုလ်တွေကယဟန်တွေကိုပြောကြတာကိုသင်တို့ရဲ့ဂေါတမဗုဒ္ဓသင်တို့ရဲ့ဆရာကလည်းပဲနော်
ဒီတရားတွေကိုသိဖို့ဟောတာပါပဲတို့ကလည်းဒီတရားတွေကိုသိဖို့ဟောတာပါပဲအဲ့တော့သင်တို့တရားနဲ့တို့တရားနဲ့ဘာမှမထူးပါဘူးလို့ပြောတာဗျနော်အခုလည်းပဲခုခေတ်လည်းပြောတဲ့လူတွေရှိတယ်နော်ဗုဒ္ဓဝါဒနဲ့ဒီပြောနဲ့တူတာတွေအများကြီးရှိပါတယ်မထူးပါဘူးသိကူပါဘူးလို့ပြောနေတာတွေရှိမြတ်စွာဘုရားလက်ထက်ကလည်းရှိတာရှိတော့ယဟန်တွေကအဲ့ဒီပြောတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုကန့်လည်းမကန့်ကွက်ဘူးထောက်လည်းမထောက်ခတ်မြတ်စွာဘုရားကိုရှောက်မယ်မြတ်စွာဘုရားတွေရောက်ရင်သိရမယ်ဆိုမြတ်စွာဘုရားတွေရောက်တော့ရှောက်တယ်အဲ့တော့မြတ်စွာဘုရားကဘာပြောလဲဆိုတော့ချက်သားတို့တဲ့အဲ့ဒီမထူးဘူးတူရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုအခုပြောမယ်ပြဿနာ၁၀ချက်ကိုမေးလိုက်ပါတဲ့သူတို့လုံးဝဖြေနိုင်မှာမဟုတ်ပါဘူးတဲ့နော်အဲ့ဒီပြဿနာ၁၀ချက်ရှိတယ်နော်အဲ့ဒါကိုအကျေပြောရင်တော့တရားကတော့အလွန်မင်းရှည်တော့မှာပဲနော်ဒကာကြီးဒီမကြီးများဟုတ်လားတရားကတော့ရှည်တော့မှာအဲ့တော့တခုဆိုတာဘာပြောတာလဲဆိုရင်သဗ္ဗေတ္တအာဟာရထိတိကနော်အာလုံးသောတတ္တဝါတွေဟာအကြောင်းတရားအားလျော်စွာဖြစ်နေကြတာနော်အကြောင်းမရှိဘဲနဲ့မဖြစ်ဘူးအကြောင်းတစ်ခုကတော့ရှိနေတယ်နော်အကြောင်းဘာလဲအာဟာရပါပဲနော်သဗ္ဗေတ္တအာဟာရထိတိကအဲ့ဒီတစ်ခုကိုဦးဇင်းတို့ညာတပရိညာတိရဏပရိညာပဟာနပရိညာပေါ့နော်ပရိညာ၃ပါးနဲ့ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုရင်ဒုက္ခခတိငြိမ်းနိုင်တယ်အဲ့ဒီတစ်ခုသီးသောတရားဆိုတာအဲ့ဒါပဲနော်နှစ်ခုသောတရားဆိုတာဘာလဲပိုင်ပိုင်နိုင်နိုင်တကယ်သိရင်ဒုက္ခငြိမ်းနိုင်မဲ့နှစ်ခုသောတရားဆိုတာဘာလဲအဲ့ဒါယုတ်တရားနံတရားနှစ်ခုတဲ့နော်နှစ်ပါးပေါ့နော်သုံးခုသောတရားဆိုတာဘာလဲဒုက္ခဒုက္ခဥပေက္ခဝေဒနာ၃ပါးကိုပြောတာတဲ့လေးခုသောတရားဆိုတာဘာလဲအာဟာရတရား၄ပါးကိုပြောတာနော်၅ခုသောတရားဆိုတာဘာလဲပိုင်ပိုင်နိုင်နိုင်သိရင်ဒုက္ခငြိမ်းနိုင်မဲ့တရားတွေကိုပြောနေတာနော်အဲ့ဒါ၅ခုသောတရားဆိုတာဘာလဲဆွဲလန်းအပ်သောခန္ဓာ၅ပါးဥပါဒာနဲ့ခန္ဓာ၅ပါးပေါ့နော်၆ခုမြောက်တရားကဘာလဲအဲ့ဒါကအတွင်းအာယတနာ6ပါးလို့ဆိုရတယ်မျက်စိနားနာလျှာကိုယ်စိတ်သူ့ကိုလည်းပဲပရိညာ၃ပါးနဲ့ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုလို့ရှိရင်ဒုက္ခခတိမငြိမ်းဘူးလားငြိမ်းတယ်ခုနှစ်ခုသောတရားဆိုတာဘာလဲနော်ဝိညာဏထိတိခုနှစ်ပါးနော်ခန္ဓာကိုယ်သာကွဲတယ်ခန္ဓာကိုယ်သာတူတယ်နော်တင်ညာကမတူဘူးနော်ခန္ဓာကိုယ်လည်းတူတယ်တင်ညာလည်းတူတယ်ခန္ဓာကိုယ်တော့မတူဘူးတင်ညာကတော့တူတယ်အစရှိသဖြင့်သူဝေဖန်ထားတာတွေရှိတယ်ဝိညာဏထိတိခုနှစ်ပါးဆိုတာဟုတ်ရဲ့လားဧကထကာယနာနထတင်ကြီးနော်နာနထကာယဧကထတင်ကြီးဒါတွေကအသေးစိတ်ရှင်းလို့ရှိရင်အင်မတန်ကျေပြတ်ပါလေဟုတ်လားဒီခုနှစ်ခုဆိုတာအဲ့ဒါကိုပြောတာတဲ့ရှစ်ခုဆိုတာဘာပြောတာလဲလောကဓာတ်တရား၈ပါးကိုပြောတာ၉ခုဆိုတာကတတ္တဝါဒ၉ခုနော်တတ္တဝါ၉မျိုးမတူရာစုပြီးတော့ရေတွက်ပြတဲ့သဘောတွေပါနော်10ခုဆိုတာဘာပြောတာတုံးဆိုတော့အကုသလကမ္မပဋ္ဌတရား10ပါးကိုပြောတာနော်ကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးမနောဒုစရိုက်3ပါးသူတို့ကိုလည်းပဲပရိညာ၃ပါးနဲ့ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုလို့ရှိရင်ဒုက္ခခတ်သိငြိမ်းနိုင်တယ်အဲ့တော့မြတ်စွာဘုရားအဲ့ဒါလိုဟောထားတာကိုစိတ်ဓာတ်သူကျေတကားကြီးကသိတဲ့အတွက်ကြောင့်သာသနာပြင်ပအယူအဆရှိတဲ့နိခန္ဓနာတဗုဒ္ဓကိုအဲ့ဒီ10ချက်ကိုသင်သိတဲ့နေ့မှာသင်ရဲ့အပေါင်းအသင်းနဲ့တကွာငါးစီကိုလာခဲ့ပါလို့အဲ့ဒါလိုသူကခေါ်သွားတာဒါပေမဲ့မလာပါဘူးသူစီကိုဘယ်တော့မှရောက်မလာဘူးနော်အဲ့ဒါဥရှင်တို့နိခန္ဓနာတဗုဒ္ဓဆရာကြီးနဲ့စိတ်ဓာတ်တကြယ်နဲ့တွေ့တဲ့အခါမှာသူ့ရဲ့ရဲဝံ့မှုကိုတွေ့ရတာပေါ့နော်နောက်ပြီးတော့ဥရှင်တို့ဗာဆက်ပြီးတော့ပြောရင်တော့ဆိုတော့အစေလကတ္တပသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားတာတခုရှိတယ်အဲ့ဒီအစေလကတ္တပဆိုတာကဒီစိတ်ဓာတ်တကြွယ်နဲ့လူဘဝတုန်းကတငယ်ချင်းနော်အဲ့ဒါနောင်အသက်ကြီးတော်တော်ကြီးကြီးမှသူတို့နှစ်ယောက်ပြန်ပြီးတော့တွေ့ကြတယ်ဘိုးကအစေလကတ္တပအဝိမဝဲဖဲနဲ့ကျင့်နေတဲ့တက္ကတွန်းတစ်ယောက်ဖြစ်နေတယ်ဖြစ်နေတော့တွေ့တဲ့အခါကျတော့စိတ်ဓာတ်သူရဲ့တကားကြီးကမေးတယ်အရှင်ဘုရားအရှင်ဘုရားအခုလိုအဝိမဝဲဖဲနဲ့ကျင့်ပြီးတော့ယဟန်တစ်မျိုးလုံနေတာနှစ်ပေါင်းဘယ်လောက်ရှိပြီလဲတဲ့တကားကြီးငါနှစ်30ရှိပြီအဲ့ဒါလို့ဆိုရင်အရှင်ဘုရားမှာလူတို့ထက်မြင့်မြတ်တဲ့အင်မတန်ငြိမ်းချမ်းတဲ့ချမ်းသာတဲ့တရားဓုတရားမြတ်တွေများအာကိုအာရာပြုတဲ့အစစ်မှန်တဲ့ချမ်းသာများအရှင်ဘုရားမှာရပြီလားလို့မေးတော့ဗာပြောတော့ဆိုတော့တကားကြီးတဲ့ငါမှာယဟန်ပြုတာနှစ်ပေါင်း30ရှိပြီထူးခြားတာဆိုလို့ကတော့အဝိမဝိရတာရဲ့ကရုံတုံးရတာရဲ့နော်ဖုန်ထဲမှာထိုင်တဲ့အခါမှာတင်ပါမှာဖုန်နေပေးနေလို့ရှိရင်ခါဖို့အတွက်ဥတောင်းမြည်လေးကိုစီးထားတာရှိတယ်အဲ့ဒါလေးတွေကိုသူတို့ကဆောင်းထားတာရှိတယ်ဟုတ်လားအဲ့ဒီဥတောင်းမြည်စည်းလေးဆောင်းရတာရဲ့ဒါပဲထူးခြားတယ်ကျန်တာကတော့ငါဘာမှမထူးဘူးလို့ပြောတယ်သူကလည်းအလွန်ရိုးသားတဲ့ပုဂ္ဂိုလ်လို့ပြောရမယ်နော်သူ့မှာဘာမှမထူးတာကိုဘာမှမထူးဘူးလို့သူမပြောနိုင်ဘူးလားပြောနိုင်တယ်အဲ့မဲ့သူကလည်းပြန်မေးတယ်
တက္ကကြီးတဲ့တက္ကကြီးကလည်းပဲဂေါတမဗုဒ္ဓရဲ့တပည့်လုံနေတယ်လို့ငါကြားတယ်တဲ့အဲ့ဒါသင့်မှာရောအာကိုအာရာပြုစေရာစိတ်တိုင်းကြတယ်တကယ်ချမ်းသာတဲ့ချမ်းသာမှတရားအထုမြတ်တွေကိုသင်ကောရသလားလို့မေးတယ်မေးတဲ့အခါကျတော့တက္ကကြီးကရတယ်တဲ့ငါဟာအလိုရှိတဲ့အချိန်မှာအလိုရှိတယ်လို့ဇန်သမပတ်တွေကိုဝန်စားနိုင်တယ်ဆိုပြီးတော့သူ့ရဲ့စွန့်ရည်တတ္တိကိုပြောပြတာပေါ့တက္ကကြီးကပြောပြတော့သံဝေကရပြီးတော့အဲ့ဒီအစီလကတ္တပတက္ကတုံးကအဲ့ဒါလို့ဆိုရင်တက္ကကြီးရဲ့ယဟန်နေစီမှာငါ့ကိုယဟန်ပြုခွင့်ရအောင်လုပ်ပေးပါဆိုတော့အဲ့ဒါကျောင်းတော်ခေါ်သွားပြီးတော့တူတူပြောကြပါဆိုသူ့ကိုယဟန်ပြုပေးတယ်အဲ့ဒါမကြခင်မှာပဲအဲ့ဒီကတ္တပမထေရဟာယဟန်နာဖြစ်တယ်နော်ဒါသူ့ရဲ့သာသနာပြုခြင်းတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါစိတ်ဓာတ်တွေနဲ့ပတ်သက်ပြီးတော့တွေ့ရတဲ့အချက်အလက်တွေပေါ့လေဦးဇင်းတို့ဂျားထဲမှာပြောမယ်လို့စိတ်ကူးပေမလို့အချိန်မရလို့နော်လေးနဲ့တည်းထင်လို့ပြောဖို့စရင်ထဲမှာမထည့်ပဲထားခဲ့တဲ့သုတ်တန်၃ပုဒ်ရှိတယ်နော်အဲ့ဒီသုတ်တန်ကတော့တော်တော်ကိုသူကလေးနဲ့တည်းမြတ်စွာဘုရားတဏှာမှာဟောထားတဲ့ဥဒန်းကာထာကိုယဟန်တော်အရှင်မြတ်နော်ကာမဘူးဆိုတဲ့ယဟန္တာမထေရမြတ်တစ်ပါးကရွတ်ဆိုပြီးတော့ဒီကာထာဟာဘလို့အဓိပ္ပာယ်ရှိတယ်လေလို့သူ့ကိုမေးတာအဲ့ဒါသူခဏကလေးစဉ်းစားပြရစီအောင်ဘုရားဆိုပြီးတော့တခါမှသူမတင်ကြားဘူးဖေးနဲ့စဉ်းစားပြီးတော့ဒီကာထာရဲ့ဘယ်စကလုံးကဘလို့အဓိပ္ပာယ်ရှိတယ်ဘယ်စကလုံးကဘလို့အဓိပ္ပာယ်ရှိတယ်ဆိုတာတစ်ခုချင်းရှင်းပြတော့တာအလွန်အံ့ဩစရာကောင်းတယ်ဘုရားတို့အဲ့ဒါပထမကာမဘူးသုတ်တန်ဆိုပြီးတော့ရှိတယ်အဲ့ဒါကိုဦးဇင်းတို့အကျဉ်းပြောဖို့ရည်ရွယ်မထားတဲ့အတွက်ကြောင့်နော်နောက်များကြမှာဟုတ်လားကြုံရင်နားထောင်ကြရမှာပါဟုတ်လားဒါကြောင့်ဦးဇင်းတို့အခုဗာဆက်ပြီးတော့ပြောမလို့ဆိုတော့တက္ကကြီးရဲ့နောက်ဆုံးအချိန်ကိုပြောမယ်နော်ကိလနာဒသနသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားတာနော်တက္ကကြီးနောက်ဆုံးအချိန်ရောက်တော့ယောဂဝေဒနာနှိပ်စက်တယ်နော်အင်မတန်ကြီးကျယ်တဲ့ရှေးဘုံရှေးကံပါတဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လေပဲနော်နောက်ဆုံးတေဂာနီးမှာတော့ပြင်းထန်တဲ့ယောဂဝေဒနာကတော့ခံစားရသမြဲပဲနော်တချို့ဟာသူတို့မဲ့ဖြိုးကနေဖြတ်ကနေလွယ်လွယ်လေးတည်သွားတာလို့ကိုယ်လည်းပဲသူတကယ်ခံစားနေရတာကိုမသိပဲနဲ့ဝေဖန်ညအကဲခတ်ကြတာတွေမှားတာတွေမရှိဘူးလားအတေဂာနီးဆိုတာကတော့99ရာခိုင်နှုန်းသောလူတွေအလွန်ဆင်းရဲကြမယ်လို့ထင်ပါတယ်နော်ဆင်းရဲသိကြရမှာပါဒါရုပ်ပိုင်းဆိုင်ရာဝေဒနာတရားတွေကိုဦးဇင်းတို့ပြောတာပါနော်စိတ်ကချမ်းသာတယ်ဆိုရင်တော့အဓိပ္ပာယ်ကတစ်မျိုးပေါ့အဲ့ဒါလို့ယောဂဝေဒနာပြင်းပြင်းထန်ထန်နှိပ်စက်ပြီးတော့သူအိပ်ရာထဲမှာလဲတဲ့အဆင့်ကိုရောက်တယ်အဲ့လိုသူမကြခင်မှာပဲကွယ်လွန်နေစာရောက်တော့မယ်ဆိုတာကိုအလုံးကလည်းသိနေကြတယ်ပေါ့အဲ့ဒီအချိန်မှာဘာဖြစ်တုံဆိုတော့တောင်ဆောင်နတ်တွေတစ်ပင်ဆောင်နတ်တွေဆေးပင်ဝါပင်တွေကိုစောင့်ကြတဲ့နတ်တွေအကုန်လုံးစုဝေးပြီးတော့တက္ကကြီးနားကိုရောက်လာကြတယ်တဲ့ရောက်လာပြီးတော့စိတ်ဓာတ်တကြွယ်ကိုဘာပြောတုံဆိုတော့တက္ကကြီးအနာဂတ်ကာလမှာစัจ java ရင်းမင်းဖြစ်အောင်သင်စိတ်ဆန္ဒထားပါလို့ပြောတယ်တဲ့စัจ java ရင်းမင်းဖြစ်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးညှို့လိုက်ပါပေါ့အဲ့လိုပြောတော့တက္ကကြီးကနတ်တွေကိုပြန်ပြောတာစัจ java ရင်းမင်းဆိုတာလည်းပဲခိုင်မာတဲ့သဘောမရှိဘူးကောင်းတဲ့သဘောမရှိဘူးဒါကြောင့်သူ့ကိုကြော်လွှမ်းပြီးတော့သွားရမယ်ဒါဟာလည်းကောင်းတဲ့တရားမဟုတ်ဘူးလို့သူကပြန်ပြောတယ်ပြန်ပြောတော့ဘေးကပြုစုနေကြတဲ့သားတွေသမီးတွေဆွေတွေမျိုးတွေအများကြီးရှိတာသူတို့ကနတ်တွေကိုမမြင်ရဘူးလေမမြင်ရတဲ့အခါကျတော့တက္ကကြီးဟာတေမာကြောက်လို့ကြောင်ကရမ်းရောင်ရမ်းပြီးတော့ရှောက်ပြောနေတာလို့သူတို့ကထင်တာဒါကြောင့်အရှင်သာတတိကိုထားပါကြောင်ရမ်းနေသလားတတိထားပါတတိမလွတ်ပါနဲ့လို့ပြောတယ်အမှန်ကတတိလွတ်နေတာမဟုတ်တော့နတ်တွေပြောတာကိုသူကြားလို့နတ်တွေကိုမြင်လဲမြင်ရလို့သူပြန်ပြီးတော့ပြောတာအဲ့ဒီတော့မှငါရောင်ရမ်းနေတာမဟုတ်ဘူးငါတတိလွတ်နေတာမဟုတ်ဘာတောင်ရင်ဘာပြောတာတော့အခုနတ်တွေကငါ့ကိုအနာဂတ်ကာလမှာစัจ java ရင်းမင်းဖြစ်အောင်သင်ဆန္ဒပြုပါလို့ငါ့ကိုပြောနေတယ်ဒါကြောင့်စัจ java ရင်းမင်းကလည်းပဲခိုင်မြဲတဲ့သဘောမဟုတ်ဘူးအကောင်းမဟုတ်ဘူးလို့ငါပြန်ပြောနေတာအဲ့ဒါလို့ပြောတော့မှအိမ်သူအိမ်သားတွေဆွေတွေမျိုးတွေကဟာတို့ရဲ့အရှင်သခင်ကနတ်တွေနဲ့တောင်စကားပြောတယ်ဆိုတော့သူတို့ကနည်းနည်းအထင်ကြီးသွားတဲ့သဘောရှိသွားတာပေါ့ဖြစ်သွားတာပေါ့ခက်တော့လည်းခက်တယ်နော်အတူတူနေနေတာကိုပဲနတ်တွေနဲ့စကားပြောရမှနည်းနည်းအထင်ကြီးတဲ့သဘောဖြစ်သွားတာဟုတ်လားအဲ့ဒါနဲ့ဘာပြောလဲဆိုတော့အရှင်သားတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်လည်းပဲအရှင်သားမကွယ်လွန်သေးခင်မှာကျွန်ုပ်တို့ကိုနောက်ဆုံးဆုံးမခဲ့ပါဦးနော်အကျိုးရှိမဲ့စကားပြောခဲ့ပါဦးဟုတ်လားအဲ့ဒီတော့မှစိတ်ဓာတ်တစ်ချက်ကသူကွယ်လွန်အနိစ္စရောက်ခါနေမှာနောက်ဆုံးဩဝါဒ၄ရက်ပေးသွားတယ်နော်သူရဲ့ရွှေတွေမျိုးတွေသားတွေသမီးတွေကိုအကုန်လုံးပေးသွားတာဘာပြောလဲဆိုတော့အေးတဲ့လူဘဝရတဲ့အခိုက်မှာ
မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိမြင်ပြီးတော့ယုံကြည်တဲ့ကြည်ညိုတဲ့စိတ်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားရမယ်တဲ့။နောက်ပိဿတို့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိတယ်မို့လား။အကျဉ်းမြင့်ဘယ်နှပါးရှိတော့9ပါးရှိတယ်နော်။အရဟံသာဘဂဝါဆုံးမြတ်စွာဘုရားသည်ကိလေသာခတ်သိမ်းကုံတော်မူတဲ့အတွက်ကြောင့်ပဂတိငြိမ်းအေးသောစိတ်ရှိတော်မူတယ်အရဟံကိုသိတယ်နော်။တရားအလုံးစုံကိုကိုယ်တော်တိုင်သဗ္ဗညုတဉာဏ်နဲ့မှန်မှန်ကန်ကန်ထွထွင်းပြီးတော့သိတော်မူတယ်။ဟုတ်ရဲ့လားနော်သမ္မာသမ္ဗုဒ္ဓကိုနော်ပြီးတော့ဗာလေအတိမြတ်နဲ့အကျင့်မြတ်နှစ်ပါးစုံလုံးပြည့်စုံတော်မူတယ်ဝိဇ္ဇာစရဏသမ္မာနာကိုပြီးတော့ဗာတော့သူကတာနော်သူကတာဆိုတာဗာလေနော်ကောင်းသောစကားကိုဆိုတော်မူတတ်သောနော်သူကတာရဲ့အဓိပ္ပာယ်ကလည်းတော်တော်ကျယ်တယ်ဗျနော်ရှေးဖျားတို့နီးတူကြွလာတော်မူခြင်းကောင်းတော်မူသောဆိုရင်လည်းဗာလေသူကတာနော်မဂ္ဂင်၈ပါးအကျင့်မြတ်ကိုကျင့်ပြီးတော့တခက်လမ်းကောင်းလမ်းမြတ်ကိုရှောက်လန်းတော်မူသောဆိုရင်လည်းဒါပါလေသူကတပဲနော်ပြီးတော့ပါတော့လောကဝိတုလောကကြီးတစ်ခုလုံးကိုသိတော်မူတယ်မြင်တော်မူတယ်ပေါ့ပြီးတော့ပါတော့နော်တထာဒေဝအနုတ္တရောပုရိသဓမ္မတာရတိနော်လူတွေနဲ့တည်းဆုံးမတဲ့ဆုံးမလိုက်တဲ့တတ္တဝါတွေကိုဆုံးမတဲ့နေရာမှာတော့အတုမရှိအသာဆုံးအမျက်ဆုံးပုဂ္ဂိုလ်ပေါ့အင်မတန်လိမ္မာကျွမ်းကျင်တယ်ပေါ့ဟုတ်ရဲ့လားပြီးတော့ပါတော့တထာဒေဝမနုဿာနာတတ္တဝါအားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်ဆရာကြီးတဆူဖြစ်တော်မူတယ်ဆိုတဲ့ဂုဏ်ဟုတ်လားပြီးတော့ပါလေဗုဒ္ဓသစ္စာလေးပါးကိုကိုယ်တိုင်သိတယ်လို့တခြားသောတတ္တဝါတွေလည်းသိအောင်ဟောပြတော်မူနိုင်တယ်။နောက်ဂုဏ်တော်တစ်ခုတစ်ခုကိုဦးဇင်းတို့အသေးစိတ်ပြီးတော့ထွက်လာတဲ့အဓိပ္ပာယ်တွေကိုအခြေချဲ့ပြောမယ်ဆိုရင်တော့အများကြီးရှိတာပေါ့နော်။ဘဂဝါဆိုတော့ဗာလေဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒကြီးမြတ်တော်မူတယ်လို့တာမန်အဖြစ်သိထားကြတယ်ဟုတ်လား။အဲ့မှာဘဂဝါရဲ့အဓိပ္ပာယ်ကအလောက်မကဘူးနော်ကိလေသာတရားတွေဂျွန်ရှာဆက်ဆုပ်ဖွယ်ကောင်းတဲ့တရားတွေဒုက္ခပေးတဲ့တရားတွေကိုအပြီးအပြတ်ထွေးအံတော်မူပြီးဖြစ်တော်လို့လည်းအဓိပ္ပာယ်ရတယ်နော်ဘဂဝါဆိုတာမကောင်းတဲ့တရားတွေကိုထွေးအံပြီးသားဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားအဲ့လိုမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိမြင်နားလည်အောင်ကြိုးစားပြီးတော့အဲ့ဓာတွေကိုယုံကြည်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့ဘဝမှာနေရလို့သူကသူ့ရဲ့ဆွေတွေမျိုးတွေကိုပြောတာနော်ဘုရားရဲ့ဂုဏ်ပြီးတော့မှတော့တရားရဲ့ဂုဏ်ကဘယ်နှပါးရှိလဲဗျာ6ပါးရှိတယ်နော်သက္ခာတော်ကောင်းကောင်းဟောထားတယ်နော်ကောင်းကောင်းဆိုတာကအဓိပ္ပာယ်ကအလွန်ကျယ်တယ်နော်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်အကြံဉာဏ်ဒီနှစ်ချက်နော်မမှန်ဘူးအကျိုးမရှိဘူးဆိုရင်ကောင်းတဲ့စကားလို့ဆိုနိုင်မလားမဆိုနိုင်ဘူးကောင်းကောင်းဟောထားတယ်ပြီးတော့ဗာလဲသက္ခာတော်ဘဂဝတာဓမ္မောတန်ဋိဋ္ဌိကိုကိုယ်တိုင်သိနိုင်တယ်နော်တရားကုံတော်6ပါးပြောရတာအလွန်အားရစရာကောင်းတယ်နော်တန်ဋိဋ္ဌိကကိုယ်တိုင်သိနိုင်တယ်အကာလိကအချိန်ဆောင်စရာမလိုဘူးချမ်းသာခြင်းတည်းဟူသောအကျိုးပေးကိုရဖို့အတွက်ဟုတ်ရဲ့လားအကာလိကဂုံထိုက်တာကတဲ့ပြောရရင်မဉ္ဇဉ်၄ပါးဒီအကာလိကဂုံထိုက်တယ်ဘာလို့ဆိုအခုမဉ္ဇဉ်ရပြီးရင်ဘာမှမချဘဲနဲ့ဖို့ဉဏ်ဆိုပြီးတော့တန်းပြီးတော့ချမ်းသာတဲ့သဘောမဖြစ်ဘူးလားဖြစ်တယ်ကာလမချဘူးဆိုတာသူ့ကိုပြောတာဟုတ်ရဲ့လားအကာလိကောအေဟိပတိကောကောင်းလွန်းလို့မြင့်မြတ်လွန်းလို့နော်ပြောလို့ရမဲ့လူကိုလမ်းပြီးတော့လှုပ်ကြည့်စမ်းပါလို့အလွန်တိုက်တွန်းတိုက်တဲ့တရားပေါ့နော်အေဟိပတိကပြီးတော့ဗာလဲဩပနိယကတကယ့်ကိုထင်ထင်ရှားရှားရှိတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ကိုယ်တန်တမှာအမြဲမပြတ်ဆောင်ထားတဲ့တရားပါတဲ့ကောင်းလွန်းလို့ကိုယ်နဲ့မကွာဆောင်ထားရမယ့်တရားလို့ဆိုလိုတာဟုတ်ရဲ့လားပြီးတော့ဗာလဲပိစတံဝိရိတဘောဝိညူဟိပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေသာလည်းခံစားနိုင်ခွင့်သိနိုင်ခွင့်ရှိတဲ့တရားပါဉာဏ်မရှိတဲ့လူတွေခံစားခွင့်သိခွင့်မရနိုင်တဲ့တရားဟုတ်ရဲ့လားဉာဏ်ရှိမှသူကသိနိုင်တာနော်ဒါကြောင့်ပိဿပေါင်းတော်တို့တရားရဲ့အဲ့ဒီဂုံအဲ့ဒီအည်သွေးကိုသိမြင်နားလည်ပြီးတော့ယုံကြည်သောကြည်ညိုသောစိတ်နဲ့ဘဝမှာမလုပ်ရမလို့နေနိုင်ရမယ်နောက်ပြီးတော့ဗာလေတန်ခါရဲ့ဂုံတန်ခါဂုံကဘယ်နှပါးရှိတယ်9ပါးရှိတယ်နော်အကြောင်းဂုံက4ပါးအကျိုးဂုံက5ပါးဟုတ်လားအကြောင်းဂုံ4ပါးကဘာတွေတော့သုပ္ပတိပန္နောတဲ့ဟုတ်လားသုပ္ပတိပန္နဆိုတာကောင်းကောင်းကျင့်နေပေါ့နော်ကောင်းကောင်းကျင့်နေနောက်ပြီးတော့ဗာလဲဥစုပတိပန္နဖြောင်းဖြောင်းကျင့်နေညာယပတိပန္နမဲ့ဉဏ်ဖုန်ဉဏ်နိဗ္ဗာန်ရဖို့အတွက်ကျင့်တယ်တနည်းအားဖြင့်သိဖို့အတွက်ကျင့်တယ်တမ္ပိစီပတိပန္နအယူအသေးခံယူခြင်းကိုထိုက်အောင်ကျင့်နေနော်အကြောင်းကိုဘယ်နှပါလဲ၄ပါးအဲ့ဒါလိုကျင့်ကြံကြိုးကိုအားထုတ်လို့မဲ့ဉဏ်ဖုန်ဉဏ်တရားအထုအမြတ်ကိုရခဲ့ပြီဆိုရင်တော့အာဟုနေယဟိုးအယဝေးကြီးကယူလာတဲ့ဝတ္ထုပစ္စည်းတွေနဲ့တော့
လူတန်းချင်းကပူဇော်ခြင်းကထိုက်တယ်ပါဟုနေယဧည့်သည်အလို့ငါထားတဲ့အထွတ်အမြတ်ပစ္စည်းလေးတွေနဲ့တောင်မှလူတန်းချင်းပူဇော်ခြင်းကိုခံယူထိုက်တယ်ဒက္ခိနေယတမလွန်လောကကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်ရွယ်ပြီးတော့မြတ်သောအလှကိုခံယူထိုက်တယ်ဟုတ်ရလားပြီးတော့ပါတော့အင်စလီကရဏီယလက်အုပ်ချီမှုရှ िख ိုးခြင်းကိုခံယူထိုက်တယ်ပြီးတော့ပါလေအနုတ္တရပုံညခေတ္တလောကသာနော်တလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းစပွဲတောင်ဖြစ်တယ်တဲ့နောက်အကျိုးကုန်ဘယ်နှပါလဲဗျာ၅ပါးအဲ့ဒီသံဃာကုံတော်၉ပါးကိုသိမြင်နားလည်အောင်ကျွမ်းကျင်အောင်လိမ္မာအောင်ကြိုးစားပြီးတော့ယုံကြည်သောကြည်ညိုသောစိတ်နဲ့ဘဝမှာနေနိုင်ရမယ်တဲ့ဘယ်နှချက်ရှိပြီတော့၃ချက်ဘုရားကိုတရားကိုသံဃာကိုနောက်ဆုံးချက်ကြတော့ဘာပြောလဲဆိုတော့ကိုယ်အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့နော်တီလာရှိတဲ့အကျင့်ကောင်းတဲ့ယဟန်တန်ဃာတွေနဲ့မခွဲခြားဘဲနဲ့သုံးဆောင်ရစ်ပါလို့မှားတယ်ဟုတ်ရလားဘဝမှာရှင်သန်နေထိုင်တဲ့အခိုက်ကိုယ်အစွမ်းအစနဲ့ရှာလို့ဖွေလို့ရထားတဲ့ပစ္စည်းတွေကိုဗါတဲ့တော့အကျင့်တီလာကောင်းသောသူတော်ကောင်းတန်ဃာများနဲ့မခွဲခြားဘဲနဲ့နော်ခွဲခြားဝေဖန်ပြီးတော့သုံးဆောင်ရစ်ပါလို့မှားတာဟုတ်လားဘယ်နှပါးမှားခဲ့တော့၄ပါးမှားတယ်ဒီအဲ့ဒါလို့မှားပြီးတော့စိတ္တတကျေဟာကွယ်လွန်နေစာရောက်ပြီးတော့ဦးဇင်းတို့သုဒ္ဓဝါဒဘုံကိုရောက်တယ်လို့ဆိုတယ်နော်အဲ့ဒါဦးဇင်းတို့တရားဟောတာလည်းပဲတဏှာကြီးနဲ့15မိနစ်ရှိပြီဒီတရားကတစ်ခါမှမဟောရသေးဘူးဒါကြောင့်အစီအစဉ်မှကြပါမလားဆိုပြီးတော့ဦးဇင်းကပြောကျင်တာလေးတွေကများနေတယ်တော်နေပိုးသွားမှလည်းဆိုးတယ်တရားရှည်သွားမှလည်းဆိုးလို့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သာသနာမှာဥပဒကတက္ကကြီးတွေဘက်ကစံထားရမယ့်ပုဂ္ဂိုလ်ဘယ်နှယောက်လဲ2ယောက်ရှိတယ်နော်ဟဋ္ဌာလဝကရဲ့အခုပြောခဲ့တဲ့စိတ်တတကြွရဲ့ဒါဒီကနေ့ဦးဇင်းတို့စိတ်တတကြွရဲ့အကြောင်းကိုဓမ္မဗဟုတုတ္တဖြစ်စေဖို့ရည်ရွယ်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုပြောပါတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စိတ်တတကြွထုံးကိုနှလုံးမူပြီးတော့သာသနာတော်မှာအသိဉာဏ်ရှိသောနော်ရဲဝံ့သောနော်တရားတွေကိုယဟန်တော်တွေကမဟောရင်ကိုယ်ကဟောတယ်ဆိုတဲ့အဆင့်ထိဘဟုတုတ္တရှိသောအသိဉာဏ်ကြီးသောပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားကြဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရလားအဲ့ဒါလို့သူတော်ကောင်းတရားကိုကျင့်ကြံကြိုးကိုအထုတ်ပြီးတော့မဉ္ဇဉ်ပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဒီတုံမဂသင်တရားနာပိသပေါင်းတော်ဟောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းတဲ့အပေါင်းတို့ကလည်းပဲသက္ခတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကေငါဝါလူသေးစုမငါပွင့်တော်မူကြတဲ့သုတ္တတော်ဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနဘယ်လီတံဖူလီတံနိဗ္ဗာန်မတရားတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနဘေကတံလေးရောက်ဖလက်တံလေးရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း